ဒေဝင်ရဲ့အစမှာတော့ထုတ်လုပ်ရေးပေါ်တစ်မျိုးတဲကိုပဲအသုံးပြုနိုင်တာကြောင့်အသုံးမကျတဲ့သူတို့သတ်မှတ်ပြီးဖင်ဖြစ်သူကပြည်နယ်နဲ့ပေးခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းတော့သူ့မှာအကန့်အသတ်မရှိတက်ရှိနေပြီးသူ့ရဲ့စိတ်ကူးစိတ်တစ်ခုတည်းနဲ့ဘဲကိုမဆိုဖန်တီးနိုင်ရှိနေပါတယ်သူနေနဲ့ပေးခဲ့ရတဲ့ရွာကလေးကိုလည်းတာဝါကာကွတရေကိန်းတစ်ခုစော့နေတယ်လို့မျိုးခိုင်ခံတဲ့ခန္ဓာကြီးတစ်ခုအဖြစ်ပြောင်းလဲဖြစ်ခဲ့ပါတယ်ဂယုစိုက်ဖို့တတိပေးခဲ့ပါတယ်သူကအပြင်ကမြင်ခွင့်တွေသူကအပြင်ကမြင်ခွင့်တာတွေဘလောက်အထင်ကြီးဖို့ကောင်းလဲဆိုတာကိုမှတက်ချက်ပြီးတဲ့အခါမှာတော့တီးကအံ့ဩသွားပါတယ်ဘာလို့လဲဆိုတော့သူကအသက်နှစ်ပဲရှိသေးပေမဲ့စကားကိုအရန်ကျွမ်းကျင်အောင်ပြောနိုင်လေလေပါတကယ်တော့သူဂျပန်မှာနေထိုင်ခဲ့စဉ်ကမှတ်ညာနာလာအားဒါကြောင့်သူပြန်လည်ဝင်စားရမှန်းသူကိုတက်အိုင်သိနေတာဖြစ်ပါတယ်ဖခင်ဖြစ်သူမာဂယ်ကသူ့ရဲ့အကိုတွေကိုဒီနေ့ဘာလုပ်ကြမလဲလို့မေးပါတယ်သူတို့ကတော့မော်ပညာလေးကျင့်မယ်လို့ပြန်ဖြတ်ရေးကြပါတယ်ရှင်တယ်လို့ပြောပါတယ်သူ့ဖခင်ကတော့ဘန်အသက်၈နှစ်ဖြစ်လို့မော်စင်ဆေးမဲ့အချိန်ကိုမျှော်လင့်နေပါတာဒီကဘာမှာဆွဲရှင်ကအရန်ရေးကြည့်ပါတယ်ဘာလို့လဲဆိုတော့မူမတ်တွေဟာပြည်သူတွေကိုကကွယ်ဖို့အတွက်မော်ပညာကိုပဲအားကိုးရလို့ဖြတ်ပြီးအခြေခံတက်ကြည်လေးပါကအကောင်းဆုံးတက်တာမှတ်ခံထားရပါတယ်အကြားမော်ဆွမ်းရရှိတဲ့မူမတ်တွေကိုတော့ရှက်ရစရာတောင်းမြင်ကြပါတယ်ဗန်ရဲ့အကိုတွေအားလုံးကအဲ့ဒီတက်ကြီးလေးပါတဲကတမျိုးစီပိုင်ဆိုင်ထားကြတာကြောင့်ကတဲကသူတို့ကိုဂုဏ်ယူနေတာပါအဲ့ဒီနောက်မှာတော့ဗန်ကလေးကိုမော်ပညာတွေအကြောင်းကိုမေးပါတယ်ဒီကမော်ဆွမ်းတွေတိုးလောင်နိုင်တဲ့ကြောက်တာအမထန်များအကြောင်းကိုပြောပြပါတယ်အကြားအစီခံတွေကတော့ဗန်ကအရန်သေးတာကြောင့်ပြောတာတွေကိုနားလည်နေတာကြောင့်မယုံနိုင်အောင်ဖြစ်နေကြပါတယ်ထက်မြက်တဲ့အိမ်စီအရာကြီးအပ်ပါကန်ကြီးမျိုးရှင်းတဲ့တင်ကြားပု္ပ္ပစာတပုတ်ကိုအတွက်ခိုင်းရမှာသူကအဖြေထုံးနိုင်ခဲ့ပါတယ်ဒါကြောအင်ကာပါရမီရှင်တယောက်စွာတည်သွားပြီးသူ့ကိုစာတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မန်ကနောက်ထပ်နှစ်လောက်ကိုက်စားတာစီမှာပညာသင်ကုံဆုံးစေခဲ့ပါတယ်သူအသက်၄နှစ်မှာတီးနဲ့တက်ရှင်ပြိုင်တိုက်ခိုက်ခဲ့ပေမဲ့တီးကသူရဲ့တိုက်ခိုက်မှုတွေကိုအလွယ်တကူရှောင်တွင်းပါပြီးထွက်ပြေးသွားနိုင်ခဲ့ပါတယ်တနေ့အကြာမှဒါတော့ဘန်ကလေ့ကျင့်ရင်ဆင်းနေတဲ့စစ်သားတရေတားနဲ့တိုက်ခိုက်ပြီးအနာယူနိုင်ခဲ့ပါတယ်ဒါကြောင့်တခြားကလေးတွေကသူ့ကိုအံ့ဩချီးကျူးကြပါတယ်ဒီလိုခေါ်တဲ့တန်မိုးတယောက်ကဘန်ရဲ့ပါရမီကကိုတတိပြုမိသွားပြီးသူ့ကိုနိုင်ငံရဲ့အတော်ဆသုံးသားသမားဖြစ်လာစေချင်တာကြောင့်ဒါတင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဘန်ကသူအာစမာတာစီမှာစာတင်ဖို့လိုသေးကြောင်းပြောပေမဲ့ဒီကတော့သူ့ဘက်ကနေကူညီပြောပေးမယ်လို့ကတိပေးတလို့လေ့ကျင့်ခံတွေကိုလည်းအလျှော့အတင်လုပ်ပေးမဲ့လို့ပြောပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီရဲ့စကားတွေကလေညာလိုက်ရပါတယ်ဘာလို့လဲဆိုတော့ဒီဟာသူ့ကိုမရမနာလေ့ကျင့်ကတိုင်းနဲ့အပြင်နားနေတဲ့အချိန်မှာတော့ခြေတော်တတင်မာစေဖို့အတွက်လေးတန်းမှာထိုင်ကုန်ရှိနေတလို့ဟန်ဆောင်ထိုင်ခိုင်းလို့ဖြစ်ပါတယ်အဓိကဘန်ကိုတပတ်တစ်ခုပေးပြီးဤကဘန်ကိုတစပတ်တစ်ခုပေးပြီးဘန်ကသူ့မျက်နှာကိုတုတ်တူပပြန်တဝင်စားလာပြီးကလေးကပြောစရာကောင်းနေတယ်လို့တွေးနေမိပါတယ်ဒါကြောင့်သူဟာဘဝကိုအပြည့်အဝအသုံးချခြင်းနေတာဘန်အသက်6နှစ်အရွယ်မှာတော့လူတိုင်းကသူကိုပါရမီရှင်တယောက်အဖြစ်အတိမတ်ပြုလာကြပါဒါပေမဲ့သူဟာလေ့ကျင့်ခန်းတွေနဲ့စာတင်တာတွေကသူတခါမှမရက်နာခဲ့တာကြောင့်ပင်ပန်းနွမ်းနေလာပြီးအပြင်မှာသွားဆော့ခြင်းတယ်လို့သူပြောပါတယ်ဒီကသူ့ကို Mary ကုန်တယ်ကြီးများအတင်းရှိရဈေးကိုခေါ်သွားပါအဲ့ဒီမှာသူတို့ကသူ့သားကိုအတင်းဆွဲခေါ်သွားတဲ့လူတယောက်ကိုတွေးလိုက်ရပါတယ်ဘန်ကအဲ့ဒီကလေးရဲ့လက်တွေကိုဘာလို့တုံနိုင်ထားတာလဲလို့မေးလိုက်တော့အဲ့ဒီလူကသူ့ကိုကြည့်ကျုံအဖြစ်ရောင်းဖို့စီစဉ်ထားတာဖြစ်ကြောအင်ကိုဘန်ကအဲ့ဒီကလေးရဲ့လက်တွေကိုဘာလို့တူပါလိုက်ထားတာလဲလို့မေးလိုက်တော့အဲ့ဒီလူကသူ့ကိုကြေးကျုံအဖြစ်ရောင်းဖို့စီစဉ်ထားတာဖြစ်ကျောင်းကိုရှင်းပြထားပါတယ်စင်းရဲရဲ့မိသားစုတွေဟာသူတို့မကျွေးမွေးနိုးအင်းတဲ့ကလေးတွေကိုအသက်ရှင်ဖို့အတွက်ငွေလိုတာကျောင်းအခုတော့ရောင်းစားတွေရှိတယ်လို့ဒီကမှတက်ချက်ပေးပါတယ်ရွေစီလို့အမည်ရတဲ့အမျိုးသမီးကပန်ကိုကုန်ပြီးကြီးများအတင်းကနေကြိုးဆိုနှုတ်ဆက်ပြီးဗန်ဒီကောင်လေးရဲ့တန်ဖိုးဘယ်လောက်ရှိလဲလို့သူမကြည့်သူမေးပါတယ်အဲ့ဒီကလေးရဲ့အဖေဖြစ်သူကသူ့သားမှာခိုးယူခြင်းပေါ်ရှိတယ်လို့ထုတ်ပြောလိုက်ပေမဲ့ယူစီကတော့သူဟာငွေစင်သုံးများပဲတန်တယ်လို့ပြောလိအဲ့တဲ့အတွက်အဲ့ဒီလူကဒေါသထွက်သွားပါတယ်ရိုစီကသူတို့ကိုတခြားဆိုင်သွားမယ်လို့ပြောပေမဲ့ဖန်ကတော့ငွေစင်90ရိုစီကသူတို့ကိုတခြားအားဆိုင်သွားမယ်လို့ပြောပေမဲ့ဘန်ကတော့ငွေစအင်္ဂါပြဖြစ်ပြီးထိုကောင်လေးကိုဝယ်ယူဖို့ကမ်းလှမ်းလိုက်ပါတယ်အဲ့ဒီလူကပတ်စံကိုယူပြီးထွက်ပြေးသွားတဲ့ချိန်မှာဘန်ကကောင်လေးရဲ့နာမည်ကိုမေးလိုက်တယ်ကောင်လေးကသူ့နာမည်ကခံပွန်ပါလို့မိတ်ဆက်လာပါတယ်ညီကျင်လို့ဝယ်လိုက်တာဖြစ်ကြောင်းရှင်းပြတယ်မင်းလွတ်လပ်သွားပြီးတော့ပြောပါတယ်ဒါပေမဲ့ခံပွန်မှာသွားစရာနေရာမရှိတာကိုသိတော့အားတဲ့အတွက်ဗန်ကသူ့ရဲ့အိမ်မှာလိုက်နေပေါ်ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့အဆောက်တွေကတော့ဗန်အနေနဲ့ခံပွန်ကိုကြေးကျုံဖြစ်တတ်မှတ်ပြီးခေါ်ဆောင်လာမှသာဂေတဘာကအိမ်ထဲကိုပေးဝင်မှာဖြစ်ကြောင်းရှင်းပြပါတယ်ဒါကြောင့်ယိုလီကသူတို့ကိုကြေးကျုံစာချိုးတခုချုပ်ဆိုကူညီတာကြောင့်ယိုလီကသူတို့ကသူကြေးကျုံစာချုပ်တခုချုပ်ဆိုကိုကူညီပေးခဲ့ပါတယ်အဲ့ဒီအခါမှာခင်မွန်ရဲ့လေပွက်မှာအမှတ်သားတခုပေါ်လာပြီးဒီစာချုပ်ကိုပဲဖျက်မှတ်တာဒီအမှတ်သားကပျောက်ကွယ်သွားမှာဖြစ်ကြောင်းဦးမကရှင်းပြပါတယ်သူတို့ဇံကိုပြန်ရောက်တဲ့အခါမှာတော့တန်ဖိဦးတီကပန်ကိုလိုက်ကြနေတယ်လို့ကပုံကပြောပါကကံပုံကိုတခုပဲပြီးသူ့ကိုဒီနေရာမှာမရကြည့်ဘူးလို့ဒီကိုပြောခိုင်းလိုက်ပါတယ်ချင်းတယ်လို့ဖြေလာပါတယ်ဒါပေမဲ့ဘန်ကတော့သူ့ဝယ်ပေးထားတဲ့လက်အိတ်ကိုတွတ်ထားဖို့ပြောခဲ့ပါတယ်ခံပေါ်ကဘန်သူ့အခန်းထဲမှာမရှိကြောင်းဒီကိုပြောပြပေမဲ့ခံပုံကနန်းထဲမှာမရှိကြောင်းဒီကိုပြောပြပါဒီမဲ့ဒီကမယုံပါဘူးဒါပေမဲ့ခံပုံကိုစိတ်ဝင်စားသွားတာကြောင့်ဘန်ခံမှုကိုပဲလေ့ကျင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဘန်အသက်၈နှစ်ပြည့်တဲ့အခါမှာတော့သူ့ရဲ့မော်ဆွမ်းစင်စစ်မှုကိုခံယူရပါတယ်လူတိုင်းကရက်လက်ကိုသိကျင်လို့ဆိုပျော်နေကြပါတယ်ဒါပေမဲ့ဘန်မှာအခြေခံတတ်ကြတီလေးပါးတွေကဘာစွမ်းရည်မှမရှိတာကိုသိလိုက်ရတဲ့အတွက်ကဲပါကအရန်အံ့ဩသွားပါတယ်ဘန်ထုတ်လုံရေးပဲရှိပြီးဒါဟာအရန်အပြင်တို့မော်မျိုးစားပဲလို့သတ်မှတ်ခံထားရတာပဲကဒီမော်ပညာဟာစိတ်ကူးတွေကဓာတ်တွေနဲ့အသုံးဆောင်ပစ္စည်းများတွေကိုဖန်တီးနိုင်တာကြောင့်ဘာမှအသုံးမကျတလို့ပြည်သူတွေကိုလည်းကာကွယ်နိုင်မှာမဟုတ်ပါဘူးလို့တွေ့ပါတယ်ဘန်ဟာမိသားစုထဲမှာတက်ကြီး
လေးပါးပုံမသုံးနိုင်တဲ့တူးရဲသောသူဖြတ်တဲ့အတွက်အရှက်ရစရာပြောပြီးဗန်ကိုကွမျောတက်ဖို့ပြင်ဆင်ပါတော့တယ်ဒါပေမဲ့ရဲ့အကူအကြီးဆုံးဖြစ်တဲ့မာကကန်ကိုရန်သူတော်ဖြစ်တဲ့နီအငန်နဲ့နီးစက်တဲ့ဝေးလံခေါင်ပြတဲ့ရွာလေးတစ်စရွာကိုတွားရောက်အုပ်ချုပ်ခံဖို့အကြံပြုလိအဲ့ပါတယ်အဲ့ဒီရွာဟာလက်ကျင်ရင်စခန်းတစ်ခုအဖြစ်ပဲအတုံးဝင်တာပါကဗန်ကိုအဲ့ဒီမှာနေစားတက်ခတ်အပ်လိုက်ရင်ရွာသားတွေကသူတို့အပေါ်တစ်စာရှိလာနိုင်တာကြောင့်ဒါဟာကောင်းတဲ့အကြံပဲလို့တွေးလိုက်ပါတယ်ခဲပါထွက်သွားတဲ့အခါမှာဒါတော့မာကဗန်ကိုကွမျက်ခံရမှာဆိုရင်အခုလကိုအကြံပေးတာဖြစ်ကြောင်းနဲ့တက်နိုင်သမျှကူညတီးပေးမယ်လို့ဂတိပေးပါတယ်ကတော့အဲ့ဒီရွာကိုတွားရမှာဖြစ်တဲ့အတွက်တကယ်တမ်းမှာတော့ပြောနေပါတယ်ဘာလို့လဲဆိုတော့ကြီးလက်ရွာလေးရဲ့နေစားဖြစ်ရတာကသူ့အတွက်အနာယူဖတို့အချိန်ပိုရမယ်လို့တွေးလို့ပါပန်နဲ့တူလိတောက်ပါဖို့အတွက်ခံပုံကိုပဲတာဝန်ပေးထားပေမယ့်မာကာကသူ့ကိုကာကွယ်ဖို့အတွက်စုံသားသူကိုထားရန်ပေးခဲ့ပါတယ်ဒီကလည်းသူမဟာဗန်ရဲ့ကိုပိုင်အစီကံဖြစ်လိုက်ပါမှာဖြစ်ကြောင်းကိုပြောပါတယ်တန်မိုးဒီကလည်းတည်ရေးပညာတွေဆက်သင်ပေးတာကြောင့်သူ့ရဲ့ယာထုကနေနှုတ်ထွက်ပြီးဗန်နောက်ကိုလိုက်လာပါတယ်သူတို့တွေမြင်ရကထားနဲ့ထွက်ခွာလာကြပါတယ်ကေဗန်ကဗန်ကိုတိတ်အစိတ်ပို့ဆောင်ကျင်တာကြောင့်မြင်းရထားပြီးအမမကီးမျိုးနယ်ရဲ့အမှတ်သားကိုမတက်စင်တာပါဘူးဒါပေမဲ့ရွာသားတွေကကနန်းကိုလာရောက်နှတုတ်ဆက်ကြပါတယ်ဒီတငယ်ချင်းကလူတွေကိုဗန်ထွက်သွားမဲ့အကြောင်းကိုအတိပေးထားခဲ့တာပါဒါကြောင့်လူတွေကဗန်ကိုစီကန်းတိုက်မြိုက်စွာလာရောက်နှုတ်ဆက်ကြပြီးဗန်ကလည်းသူတို့ကိုကျေးဇူးတင်စကားဆိုတာနှုတ်တာဆက်ခဲ့ပါတယ်လမ်းမှာဗန်ကတစ်ကိုင်းတစ်ခုကိုဓာပြုဖြစ်အောင်သူ့ရဲ့ထုတ်လုပ်ရေးပေါ်နဲ့ပြောင်းလဲအဲ့ဒီကဘလို့အလုပ်လုပ်လဲဆိုတာကိုလေ့လာနေပါတယ်သူတို့ရွာကိုရောက်တဲ့အခါမှာတော့ရွာဟာဓာပြတွေ့ရဲ့တိုက်ခိုက်ခြင်းကိုခံနေရတာကိုတွေ့လိတက်ရပါတယ်ရွာကိုတတိုင်းတွေနဲ့ဝိုင်းရံထားပေမဲ့ဒီတတွေကရွာသားတွေကိုမျှတဲ့ကနေနဲ့မကားကဝယ်ပေးနိုင်တာကိုသူသတိပြုမိသွားပါတယ်တကားဝမှာဓာပြောရှိနေတာကိုဗန်ကသတိထားမိသွားအားပါတယ်တက်မှုဒီကတော့သူတို့ကိုထိတ်တိုက်ရင်ဆိုင်ဖို့အကြံပြုပေမဲ့စွန့်သွားသူများဖွဲ့ရဲ့ခါခေါင်းဆောင်အော်သူကတော့ရန်သူကအရေးအတွက်အစမပမတက်များလုံးတာကြောင့်ဒါဟာအရန်အနေရမြအားတယ်လို့ရှင်းပြပါတယ်သူတို့ဟာဗန်ရွာကိုရောက်တဲ့အထိပဲစောက်ရှောအဖို့ငားရမ်းခံထားရတာဖြစ်ပြီးဓာပြတွေကိုနှိမ့်နှင်းမှုအတွက်သူ့ရဲဘော်တွေရဲ့အသက်ကိုအနေရမပြုနိုင်ဘူးလို့ပြောပါတယ်ဒါကြောင့်ဒီကောင်သူတို့ရဲ့အကူအညီမပါဘဲတူကပွဲဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အက်စပါကတော့ဒေတာတိုက်ပွဲမှာကြာဆုံးသွားအားရင်ဒီရွာအတွက်အနာဂတ်ရှိမှာမဟုတ်ဘူးဆိုတာကကန့်ကွက်ပါတယ်အဲ့ဒီနောက်မှာတော့အက်စမာရာကသူကတက်ကြီးလေးပါရဲ့မော်စရာတယောက်ဖြစ်ကြောင်းထုတ်ဖို့ပြောလိုက်ပါတယ်သူကမြေမောပညာကိုသုံးပြီးကာကွယ်ရေးတွန်းတစ်ခုကိုဖန်တီးသူကမြေမောပညာကိုသုံးပြီးကဒါတတိုင်းတစ်ခုကိုဖန်တီးဖို့စီစဉ်လိုက်ပြပြီးစွန့်စားသူတွေကိုတော့အဲ့ဒီတတိုင်းနောက်ကနေဝေးပြစ်တိုက်ခိုက်မှုတွေလုပ်ခိုင်းပါတယ်အဲ့ဒီလိုဓာပြတွေအာယုံလွဲနေတော့မှဒီနဲ့သူ့လူတွေကဘေးကနေဝင်ထိုက်ဖို့စီစဉ်ပါဒါပေမဲ့ဗန်ကတော့ကအာယုံလွဲတဲ့အစာအုံဆောင်မှုပြင်စင်နေတာကိုတိတာကြောင့်ကန့်ကွက်ပါတယ်ဒီတို့သာအသက်ဆုံးသွားရင်သူ့ဖခင်ကသူ့ကိုမျက်မာကိုလည်းသူသိနေပါတယ်သူဟာဒီရဲ့လေ့ကျင့်ပေးမှုတွေကြောင့်လွယ်တကသူသေးမှမဟုတ်ဘူးလို့ပြောကအားလုံးကိုမူလအစဉ်တိုင်းပဲလှုပ်ဖို့ခိုင်းလိုက်ပါတယ်အော်သူကအောင်သူကဗန်ကိုစောက်ရှောက်ဖို့တာဝန်ဆက်လက်ခံတော့ကတခြားဘူးသူတို့ကိုအထင်သေးမဲ့သူလို့ထင်ခဲ့ပေမဲ့ဗန်ကသူတို့ရှိကိုရုတ်တရက်ရောက်လာပြီးတော့ကိုလက်ခံပေးလို့ကျေးဇူးတင်ကြောင်းနဲ့သူ့ကိုအားကိုးမဲ့အကြောင်းပြောခဲ့တာကိုပြန်သတိရသွားပါတယ်အဲ့ဒီအချိန်မှာသူတို့ဟာအပေါ်အထင်မှားခဲ့မှန်သိသွားကြတာပါဒါကြောင့်အော်သူဗန်ရဲ့အသက်ကိုအနေရမပြုတ်ခိုင်းနိုင်ဘူးလားတို့ဆိုကတိုက်ပွဲမှာပါဝင်ပေါ်ဆုံးဖြတ်လိုက်ပါတယ်လို့ခေါ်တဲ့ဆရာမကလည်းဗန်ဟာတခြားတွေနဲ့မတူတာကြောင့်သူ့ကိုအသက်ပေးပြပြီးယုံကြည်မယ်လို့ပြောပါတယ်အဆကသူတို့ရဲ့စစ်ဖြူတွေကိုပြန်လည်ပြင်ဆင်လိုက်ပြီးသူကကာကွယ်ရေးတထိုင်းကိုဖန်တီးကအဝေးဖြစ်တိုက်ခိုက်မှုတွေလုပ်ပေးနေတော့မှအဆာရာကသူတို့ရဲ့စစ်ဖြူတွေကိုပြန်လည်ပြင်ဆင်လိုက်ပြီးသူကကာကွယ်ရေးတထိုင်းကိုအန်တီကအဝေးဖြစ်တိုက်ခိုက်မှုတွေလုပ်ပေးနေတာတော့မှအော်နက်ဒီလိုကဒါပြတွေကိုဝယ်ရနှစ်ဖက်ကနေညက်တိုက်ဖို့ရှင်းပြပါတယ်အားလုံးကအဲ့ဒီအစီအစဉ်ကိုသဘောတူလိုက်ကြပါတယ်ကရွာကိုစီးနာအင်းနေတဲ့ဓာပြတွေရဲ့နောက်ကျောဘက်မှာမြေတို့အင်းတစ်ခုကိုဖန်တီးလိုက်တဲ့အခါသူတို့တွေကတောက်ကနေရုတ်တရားတိုက်ခိုက်ခံလိုက်ရပါတယ်ပီယာနဲ့မြဖြစ်သမားတစုကိုတွေ့တဲ့အခါသူတို့စီကိုပြေးဝင်သွားကြပေမဲ့ဒီနဲ့အော်တို့ခေအပိုင်းပြစ်လိုက်ပါတယ်ဓာပြတွေဟာသူတို့ပြီးပူဝိုင်းရက်ခံထားရတာကိုတီးသွားတဲ့အခါမှာတော့ထိတ်လန့်သွားကြပါတယ်သူတို့တွေဟာသူရဲကောင်းတာတွေနဲ့စုံစားသူတွေရဲ့လက်ချက်တွေနဲ့အသက်ခံနေရတာကြောင့်ထွက်ပြေးဖို့ကြိုးစားနေကြပေမဲ့သူတို့ရဲ့ခေါင်းဆောင်ကတော့အေရီယာကီဥဝင်တိုက်ဖို့ပြစ်ထွက်လာပါတယ်ဒါပေမဲ့ဗန်ကရတုတ်တရက်ဝင်ရောက်လာပြီးဓာပြခေါင်းဆောင်ရဲ့ခြေထောက်တီကိုခုတ်ကြိုက်ကကမွန်ကပဲပြကရှင်လိုက်ပါတယ်ကြက်ရှိနေတဲ့ဓာပြတွေကိုလေအဖမ်းဆီးလိုက်ကြပါတယ်အော်သူကဘသူမှအသက်ဆုံးရှုံးနိုင်ပဲအနိုင်ရတာကိုဝမ်းသာပေမဲ့သူတို့ပတ်စံရပြီးဆွစားသူတွေရဲ့တာဝေကပြတီးဆုံးလို့ပြောပါတယ်ဒါပေမဲ့သူကဗန်ကိုစိတ်ဝင်စားစရာကောင်းတဲ့သူတို့ယူစောအင်ဂျင်နယ်လို့ပြောပါတယ်ဆွစားသူတွေရဲ့ထွက်လာအောက်ကတော့သူတို့ရဲ့နောက်ထပ်တာဝန်တစ်ခုအတွက်ထွက်ခွာကြပါတယ်ဒါပေမဲ့အေရီယာနဲ့ကြံတဲ့သူတွေကလည်းဗန်ကိုနှစ်သက်ကြတာကြောင့်သူတို့ကိုလည်းအတူဆန်းတွေပေါ်ဆုံးဖြတ်လိုက်ပါတယ်အားလုံးကရွာသားတွေနဲ့တွေ့ဆုံကြပြီးကသူတို့တဲနေစားတစ်ဖြစ်ကြောင်းကိုမိတ်ဆက်ပါတယ်ရွာလူကြီးတွေကဓာပြတွေဟာသူတို့ကိုအမြဲတမ်းတိုက်ခိုက်နေကြောင်းပြောပြပါတယ်သူတို့ဟာဖာတီနန်တို့နာမည်ထဲမှာရှိစဉ်တုန်းကသူရဲကောင်းတွေကအမြဲတမ်းကင်းလက်ပေးခဲ့ပေမဲ့ဖာရာတီကိုမိသားစုနဲ့ပူးပေါင်းပြီးတဲ့နောကမှာတော့သူတို့ကလစ်လူယူခံခဲ့ရပါတယ်သူတို့ကအခွန်တန်းသိမ့်မပေးနိုင်တာကြောင့်ပါကသူတို့ကိုဂယုမဆိုင်ဖို့ကထင်နေကြတာပါဒါကြောင့်ဗန်ကဒါဟာအဲ့လိုမဟုတ်ကြောင်းနဲ့အငန်ရဲ့ဥပဒေတွေကြောင့်သာဖြစ်ပေမဲ့အဲ့ဒါကပူပြောင်းလဲဖို့သူတို့ဘာမှမလုပ်နိုင်ကြောင်းရှင်းပြပါတယ်ဒါပေမဲ့ဒီရွာကိုနိုင်ငံကလစ်လူမရှိနိုင်လောက်အောင်တန်ဖိုးရှိတဲ့တရားတစ်ခုဖြစ်လာအောင်သူတို့ဘက်ကအာယုံစိုက်ပါတီတိုးတက်အောင်လှုပ်ဆောင်တင်ကြောင်းနဲ့သူကလဲနေစားတယောက်အနေနဲ့အဲ့ဒီရီမန်ချက်အောင်မြင်အောင်ကူညီပေးမဲ့အကြောင်းပြောကြကအဲ့ပါတယ်ဗန်ကသူတို့ရဲ့နေစားတစ်ဖြစ်ကြောင်းပြောဖြစ်မဲ့ရွာသားတွေကသူဟာကလေးတယောက်ပဲရှိသေးတာကြောင့်မယုံကြည်ကြပါဘူးဒါပေမဲ့အစာနဲ့ဒီလိုကပန်ရဲ့ကိုစားအာမခံပေးလိုက်တဲ့အဲ့ခါမှာတော့သူတို့တွေစတင်ယုံကြည်လာကြပါရဲ့ရွာသားတွေကဗန်မှာဘလို့မော်ဆွမ်းတွေရှိတာအဲ့လိုမေးတဲ့အခါသူကထုတ်လုပ်ရေးပေါ်ပဲရှိတယ်လို့ပြောလိုက်တာကြောင့်သူတို့တွေဗန်ပေါ်ကပြန်ကျင်ပဲယုံကြည်မှုပျောက်ဆုံးသွားဖြစ်မှာရွာသားတယောက်ကသူတို့ဟာထွန်းလုံးရဲ့30ရုံးကကိုခွန်အဖြစ်ပေးဆောင်ဖို့တောင်ယုံကန်နေရတယ်လို့ပြောပါတယ်ဒါ
ဒါကြောင့်ဘန်ကအခွန်အောင်10တုံးအထိကြပေးဖို့ဆုံးဖြတ်လာတိုက်ပြီးအရင်ဆုံးတည်ငြိမ်တဲ့လူနေမှုဘဝကိုတိဆောက်ဖို့အာရုံစိုက်ရမယ်လို့ရှင်းပြပါတာသူကအက်စပါကိုရွာပတ်လည်မှာမြေတိုင်းတစ်ခုအရရင်စားဖို့ခိုင်းပါတယ်ဒါဟာကာကွယ်ရေးစနစ်တွေကိုမိုးမတ်နိုင်တဲ့အထဒီအရာကြီးအကာအကွယ်ဖြစ်အသုံးပြုဖို့ပါပြီးတော့ရွာပတ်လည်မှာကျုံးတစ်ခုလဲတို့ရှင်းတယ်လို့ပြောပါတယ်ဒါကြောင့်ဒီကအဲ့ဒီကိစ္စကိုတာဝန်ယူလိုက်ပြီးဓာပြတွေမလာနိုင်အောင်ကျုံးထဲမှာထောင်ကျော်ရင်းတွေပါထည့်လို့ရအောင်ပြောပါတယ်အဲ့ဒီနောက်မှာတော့ဖန်ကားတော်တဲကိုသွားပြီးတစ်လတုံးလေးကိုတက်နိုင်သမျှအမုံဖြစ်အောင်ထုတ်လုပ်ရင်းမျိုးအဲ့ဒီနောက်မှာတော့ဖန်ကားတော်တဲကြီးသူ့သွားပြီးတစ်လုံးလေးကိုတက်နိုင်သမျှအမုံဖြစ်အောင်ထုတ်လုပ်ရေးမော်နဲ့ပြုလုပ်ရာကနေစစ်သားတုံးတွေဖန်တီးနိုင်ခဲ့ပါတယ်အော်သူကအဲ့ဒီတုံးလေးကိုစိတ်ဝင်စားသွားပြီးတတုံးကိုဖျက်ဆီးဘသူမှကြည့်ရနေတောင်းတယ်အောင်မလုံးနိုင်ကြတာကိုတွေးလိုက်ပါတယ်ဖန်တီးပါတယ်ထုတ်လုပ်ရေးမော်ကမန္တာအများကြီးကုံဆုံးစဒီဒါကြောင့်ဘန်ပါလို့မပင်ပန်းသေးရလဲဆိုပြီးတီကအပ်နေပါတယ်ဒါပေမဲ့ဘန်ကတော့ဘန်နာဆိုတာဘလို့အလုပ်လုပ်လဲဆိုတာကိုတော့တေချာမသိပါဘူးဒါတလက်ဖန်တီးပေးလိုက်ရခန်းပုံကလည်းအဲ့ဒါဒီဓာတ်ကိုတမိုးထားပါမယ်လို့ကတိပေးပါတယ်ဒီကလည်းလက်နက်လိုချင်နေတာကြောင့်ဒီကလည်းလက်နက်လိုချင်နေတာကြောင့်ဘန်ကသူမကိုပတ်စံတလက်ပေးလိုက်ပါတယ်သူမကနှစ်သက်ချင်းအောင်ဆောင်ပင်မဲ့သူမစိတ်ပြတ်သွားတာကိုဘန်တိလိုက်ပါတယ်နောက်နေ့မှာတော့ဘန်ကသူလှုပ်ထားတဲ့တစ်သားတို့ကိုစူစီးပြီးထုတ်လို့ရမုံနဲ့ဆိုင်ကြီးကတလုံးကိုတိဆောက်လိုက်ရလူတိုင်းအောင်သွားကြပါတယ်သူဆိုင်ကြီးကိုခဏချင်းတွေမှာပဲစောင့်နိုင်ကအဲ့ဒါကိုသူတို့မယုံနိုင်အောင်ဖြစ်နေကြတာပါဘန်ရဲ့အပေါင်းတွေကလည်းနောက်ဆုံးသူတို့အတွက်အဲ့လိုခေါ်လို့ရတဲ့နေရာတစ်ခုရပြီဆိုပြဒီပြော်နေကြပါတယ်အဲ့ဒီအခါကျမှဘန်ကသူ့ရဲ့ထုတ်လို့ရင်းမီအာဟာအတုံးမကြတာမဟုတ်ပါလားလို့တတိထားမိသွားပါတယ်သူကလည်းဘန်ဟာတာမန်ထုတ်လို့ရင်းမောအတုံးပြကုသူတွေထက်ပိုတန်မာတာကိုသိသွားပါတယ်ကလည်းချက်ချင်းသွားစုခိုင်းပါတယ်ဒါပေမဲ့ရွာအလူကြီးကတော့ရွာသားတွေရဲ့အိမ်တွေကအရန်ဆုံးဖြတ်နေတာကြောင့်လူတိုင်းပန်ဦးညီလိုအပ်နေတဲလို့ပြောပါတယ်တုံးပြီးရွာသားတွေအတွက်အိမ်တာတစ်တွေစောက်ပေးလိုက်ပါတယ်ရက်ွက်တစ်ခုလို့အန်ကိုစောက်နိုင်လိုက်တဲ့မန္နာပမာဏပန်မာရဤနေတာကိုသူတို့တွေအန်အော်လဲရွာကြီးစနစ်တကရရှိစေဖို့အတွက်အိမ်တွေကိုအကွက်ချစီမံထားတာအဖြစ်ကြောင်းကိုရှင်းပြပါတယ်အဲ့ဒီနောက်မှာဗန်သူ့ဆန်အိမ်ဘေးမှာအများဆုံးရေချိုးခန်းတစ်ခါသူ့ကိုလည်းတိဆောက်ပါတယ်တေနီယန်တို့ရေချိုးရင်ဘန်ဘလောက်အံ့အောင်ဖို့ကောင်းလဲဆိုတာကိုပြောနေကြပါတယ်ညနေပိုင်းမှာဗန်ရေချိုးတဲ့အခါကံပုံမှာကြောက်သားတွေတက်လာတာအကိုတတိထားမိပါတယ်ကံပုံကဒါဟာတက်မိုးဒီအထိလေ့ကျင့်နေလို့ဖြစ်ကျောင်းကိုရှင်းပြပါတယ်အဲ့ဒီအချိန်ဒီနဲ့သူ့ရဲ့သူတွေကကောင်းတွေရုပ်တရက်ရောက်လာကြပါတယ်ဘန်ကထပ်သွားဖို့စူးစမ်းမယ်ဒီကတားလိုက်ပြီးရေတူတူချိုးရင်ခင်မင်မှုကိုတိုးမြင်ရမယ်လေပြောပါတယ်အချိန်တော်တန်ကြတဲ့အခါမှာတော့ဒီနဲ့သူ့လူတော့ဒီဟာရွာပတ်လက်မှာကတုတ်ကြီးတစ်ခုကိုတူးခဲ့ကြပါတယ်နောက်တစ်ဆင့်ကတော့အဲ့ဒီထဲကိုရင်ဖြစ်ဖို့ပါကျွန်တော်တို့တွေအနီးအားကမျက်စိတူတို့တွေနီးနားကမျက်စိကိုတွားကြပြီးအက်ဆာကသူရဲ့မော်ပညာနဲ့ကတုံချင်းတစ်ခုကိုတူလိုက်ပေတဲမီတာအနည်းငယ်ပဲရှိပါတယ်ဒါကြောင့်ဒီနားသူတွေကဆက်တူးကြပြီးဘန်ကတော့တိုးထားတဲ့မြောင်းရဲ့ဘေးဘက်နဲ့အောက်ခြေကိုပိုခိုင်ခန့်အောင်ပြုလုပ်ပေးပါတယ်ဒီကတော့ရွာကိုရောက်ဖို့အဝေးကြီးထိုသေးတယ်လားသူပြောပါတယ်ဘန်ကတော့တပတ်လောက်ကြာလိမ့်မယ်လို့ထင်ထားပေမဲ့နာရီအနည်းငယ်ကြာတဲ့အခါမှာတော့လူတို့အန်ကအယူအမူတူနေကြတာကြောင့်ရွာနဲ့အရန်နီးရဒီဘီဆိုတာကိုသူတို့တတိထားဖြစ်သွားကြပါတယ်ဘန်ကလူတိုင်းကိုဒီနေ့အတွက်တော့ဒီမှာတင်တာကြားလို့ပြောလိုက်ပါတယ်ဒီကတော့ဆက်လုပ်ချင်သေးပေမဲ့တခြားသူတွေတာပေါ်လေးပင်ပန်းနေပြီဆိုတာသိသွားတာကြောင့်ပြအန်ဖို့သဘောတူလိုက်ပါတယ်နောက်နေ့မှာတော့မြောင်းဖော်တဲ့နောက်နေ့မှာတော့မြောင်းဖော်တယ်လို့ပြီးသွားတာကိုတွေ့ရပြီးသူတို့ကမြည်ရည်ကိုမြောင်းတဲဆေးဝင်ခွင်ပါဒေးလိုက်ရရွာထိရေရောက်ရှိသွားပါတယ်ဒါပေမဲ့ဘန်ကမိုးရွာရင်ရေကြီးနိုင်တယ်ဆိုတာကိုတတိပပြုမိသွားပါတယ်ဒါကြောင့်ရွာနောက်ဖက်မှာကန်တဆအခုလှုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါဟာမိုးခေါ်ဒီနေ့အချိန်မှာတုံးလို့ရမယ်ရေထောင်ခံဖြစ်လဲအတုံးဝင်မှာဘာဘန်ကရွာတကွန်ကရစ်လိုမကကြောသွားအောင်မြေကြီးတဲ့ကိုကြောက်တုံးလေးတွေရောဆက်ပြီးခိုင်ခံအောင်လုပ်နေတာကိုတွေ့ရပါတဲဒါပေမဲ့သူကဒီလောက်နဲ့တင်အားမရသေးပဲသူပဲလာတိုက်ကာကွယ်နိုင်ဖို့အတွက်တရအပေါ်မှာမြပြင်ဆက်တွေကိုပါတက်ဆင်လိုက်ပါလားဂျေဗီရွာလေးကိုခန္ဓာကြီးတစ်ခုအဖြစ်ပြောင်းလဲဖြစ်လိုက်တာကိုဒီကသိမြင်သွားပြီးတကယ်လို့တကယ်ပါဒါဗန်ရဲ့ဒီလိုစွမ်းအားမျိုးကိုတီးခဲ့ရင်သူကမိသားစုရဲ့အိမ်ရှိစုအဖြစ်တောင်းတင်မျောအမှားပဲလို့တွေးမိပါတယ်ဒါပေမဲ့အကာကွယ်ရန်ရဲ့စွမ်းအားဟာကာကွယ်ရေးအတွက်ဆိုရင်ပြည့်စုံပေမဲ့တခြားသူတွေကိုတီးအခိုက်သေးပိုင်းဖို့အတွက်တော့မတင်တော့မှာသူလို့ဆိုကသဘောမတူပါဘူးသူတို့နှစ်ယောက်အငင်းပွားနေကြတော့မှန်ကတာလိုက်ပြီးငါတို့မှရှိတဲ့စွမ်းအားတွေနဲ့ပါအကောင်းဆုံးဖြစ်အောင်လှုပ်ဆောင်ကြရမှာဖြစ်ကျောင်းနဲ့ကိုပါရမွင်အပေါ်စိတ်ပြက်နေတာဒါကဘာမှထူလာမှာမဟုတ်ဘူးလို့ရှင်းပြပါတယ်တီကန်အတွက်စားစရာတွေယူလာပေးပါတယ်ဘန်ကအဲ့ဒီစားစရာတွေကိုကြိုက်နေတတ်တာကြောအင်သူမဝမ်းတာသွားပေမဲ့ဒီမှာကချက်ပြုတ်စရာအမဲအဆုံးမရှိတာကြောင့်စိုးရိမ်နေပြီးအကျော်အင်းပြောပါတယ်ကရွာရဲ့ဝင်ငွေအတွက်တစ်ခုခုလူပရမယ်လို့ပြောပြီးသူတို့မှဘာအဆက်အသွယ်မှမရှိတာကိုထောက်ပြပါတယ်ဘန်ကတော့ရွာကထွက်တဲ့တီးနှံတွေကသူတို့အားလုံးစားဖို့လုံလောက်တာကြောင့်ကိစ္စမရှိပါဘူးလို့ထင်နေပါတယ်ဒါပေမဲ့အက်စပါကန်အကြိုက်ဆုံးအချို့ပဲတွေလုပ်ပြီးသူ့ပါဝင်ပစ္စည်းတွေမရှိဘူးလို့ပြောလိုက်တဲ့အခါမှာတော့ကချက်ချင်းပဲစိတ်ပြောင်းသွားပြီးရွာကနေရောင်းလို့ရမယ်တစ်ခုခုကိုအဖြေရှာရမယ်လို့တွေးလိုက်ပါတော့တဲ့အဲ့ဒီနောက်မှာတော့ဗန်ဖန်တီးထားတဲ့လက်နက်တွေကိုစမ်းသပ်ချင်တဲ့ဆိုသူတယောက်ရောက်လာပါတယ်သူကသူ့ရဲ့ဒိုင်းတွေကဘလောက်တောင်ခိုင်ခန့်လဲဆိုတာကိုကြွားလုံးထုတ်ပြီးပြသွားတယ်ဒါကြောင့်ကကံပုံကိုသူ့ဓာတ်နဲ့တိုက်ခိုက်ကြည့်ဖို့ခိုင်းလိုက်ပါတယ်ဒါပေမဲ့ကုန်ကံပေးထားတဲ့တစ်ပြက်စီးသွားမှာဆိုတော့မလုပ်ချင်ပါဘူးဒါကြောင့်သူကဒိုင်းကိုအသာလေးပဲရိုက်လိုက်ပါဒီမဲ့ဒိုင်းကအလွဲတကူပဲနှစ်ချမ်းခွဲသွားပါတဲအဲ့ဒီစုံစုကောင်ကိုသွားပြီးမနန်သူပညာနဲ့ချက်ချင်းပဲပြန်မြင်ပေးလိုက်ပါတယ်အော်သူကသူဆူတောင်းလာနိုင်တဲ့သူရိုင်းတွေကဟိုပြတာပြီးဒါတွေကိုအနီးနားကတောင်တန်းချေရင်မှတွေးခဲ့တာဖြစ်ကြောင်းကိုပြောပြပါတယ်အဲ့ဒီထဲမှာမေတုတောင်ပါဝင်နေပါတယ်အဲ့ဒီနေရာကဝေလက်လွန်းတာကြောင့်ဘသူမှလာရောအမရှာခွေကြတာလို့သူကတွေးပါတယ်ဘန်ကတော့အဲ့ဒီနေရာမှာအရင်မြစ်တွေအများကြီးရှိဘန်ကတော့အဲ့ဒီနေရာမှာအရင်မြစ်တွေများကြီးရှိရမယ်လို့တွေးပြီးတန်သူကိုတန်တုံးအဖျက်အပြောင်းလဲစွန်စားသူကအဲ့ဒါနဲ့ဓာတ်နဲ့လုပ်ပေးဖို့တောင်းဆိုပါတယ်ဒါကြောင့်ဘန်ကပထမတစ်လက်ကိုအထက်မျက်ဆုံးဖြစ်အောင်လုပ်ပေးပြီးဒုတိယတစ်လက်ကိုတော့သူကိုအဲတိုင်းသဘောကျတဲ့ပုံစံလန်းလန်သားရှိကြည့်တာစလက်အဖြစ်ဖန်တီးပေးလိုက်ပါတယ်
area ကဗန်တုပညာကိုသုံးရင်ပတ်စံတွေအများကြီးရှာနိုင်မှာပဲလို့မှတ်ချက်ပါတယ်ဒါပေမဲ့အစာကမိတရတတုရိုင်းကိုကြည့်ပြီးအနီးနားမှာတက်တာပေမဲ့အစာကမိတရတတုရဒိုင်းကိုကြည့်ပြီးအနီးနားမှာဒန်ဂျင်တစ်ခုပေါ်လာတာဖြစ်နိုင်တယ်လို့တွေးမိပါတယ်တကယ်လို့ဒန်ဂျင်ကိုသာတွေးသွားရင်လူတွေကတူတာတို့ရွာကိုအလုံးရင်းနဲ့လာကြမှာဖြစ်ကြောင်းကဒိန်းတွေကလိုပဲစွမ်းစားသူတွေဟာအဲ့ဒီကိုဆင်းတာကင်းပြီးအမျက်ထုတ်ဖို့အတွက်ခိုင်းခွဲတွေတောင်ဖွင့်လာကြလိမ့်မယ်လို့ရှင်းပြပါတယ်ဒါပေမဲ့သူတို့ရွာမှာအဲ့ဒီလိုထောက်ပံ့မှုအရာအင်းမြစ်တွေမလုံလောက်သေးတာကြောင့်ကွန်ရတွေကိုလက်ခံဖို့အဆင်မတင်သေးဘူးလို့သူကသိနာပြီးပါတယ်ဗလက်အိမ်ကြီးချင်းနိုင်ငံတွေကဒန်ဂျင်ကိုတူတာတို့စီကနေလာလူမကိုစိုးရိမ်နေပါတယ်ပြီးတော့သူကမိသားစုထဲမှာအပေခံတယောက်ဖြစ်စားနေတာကြောင့်တကယ်လို့သူဘာခင်ကဒီရွာဟာတန်ဖိရှိတယ်ဆိုတာသိသွားရင်သူ့ကိုတခြားနေပြီးတော့သူကမိသားစုထဲမှာအပေခံတယောက်ဖြစ်နေတာကကြောင့်တကယ်လို့သူခင်ကဒီရွာဟာတန်ဖိုးရှိတယ်ဆိုတာသိသွားရင်သူ့ကိုတခြားနေရာကိုပို့ပစ်လာအိမ်မယ်လို့စိုးရိမ်နေပါတယ်ဒါကြောင့်စုံစားသူတွေကဖန်ရက်မိသားစုဝင်တွေဝင်ရောက်ဆုံးဖြတ်ဖို့ခက်ခဲသွားအောင်ရွာကိုအရင်ကြီးထွားအောင်လုပ်ပြီးမှဒန်ဂျင်ကိုရှာထွေဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီနောက်မှာတော့ချက်တာဝန်ပုတ်ကြီးတွေချင်းကက်လာတာကိုတွေ့ရတဲ့အတွက်ရွာသားတွေထိတ်နှံသွားကြပါတယ်အဲ့ဒီနောက်မှာတော့ချက်တဆောင်ပွဲပသိမ်ကြဒီတွေချင်းကက်လာတာကိုတွေ့ရတဲ့အတွက်ရွာသားတွေထိတ်နှံသွားကြပါတယ်ဘန်ကရွာသားတွေကိုတရားကိုမြင့်တင်ဖို့မေးပေးလိုက်ပြီးရွာကိုကာကွယ်ဖို့အားလုံးစုပေါ်အင်းလှုပ်ဆောင်ရမယ်လို့ပြောပါတယ်သူတို့တွေလက်နက်တွေကိုပြင်ဆင်ကြပြီးစွန့်စအားသူတွေရွာမှာမရှိတဲ့အချိန်ဖြစ်နေတာကြောင့်ခံပုံကတတိထားနေပါတယ်ဒီကတော့ချင်ပါဘူးဒါကြောင့်ဘန်ကတက်မိုးတွေကိုဘာတွေဖြစ်နေလဲစဗုဒ္ဓအစီရင်ခံဖို့ခိုင်းလိုက်ပါတယ်ပုံမျိုးအကောင်40ရှိနေတာကိုထိတွေ့လိုက်ရပြီးဝါရင်သူရဲ့ကောင်းတွေတောင်တကောင်ပြီးနှိမ်နှင်းဖို့ခက်ခဲတာကြောင့်သူစိုးရိမ်သွားပါတယ်သူကလူတိုင်းကိုမြပစ်ဆက်တွေနဲ့ပစ်ခတ်ဖို့မိပေးပါတယ်မြန်တွေကပသိမ်အများထံတွေကပုတ်တင်ကြိုတွေရဲ့ချက်ကိုဖောက်ထပ်သွားနိုင်တာကြောင့်ဗန်ရက်လာတနက်တွေဘလောက်ဆွမ်းလဲဆိုတာကိုဒီမယုံလို့အအောင်ဖြစ်နေပါတယ်သူတို့တွေဒုတိယလိုင်းကိုနှိမ်နှင်းခဲ့ပေမဲ့တန်များထက်တွေကုံသွားတဲ့အတွက်အားလုံးဆိုးရတိမ်သွားကြပါတယ်ဗန်ကသူလှုပ်ထားတဲ့တစ်သားထားဟာအတိုင်းကိုတောင်နှစ်ချမ်းကွဲလိုက်တာကိုတတိရသွားပြီးတစ်သားများတဲ့သုံးမိုးဒီကိုအမိတ်ပေးပါတယ်သူရဲကောင်းတွေကဒါကအလုံးမဖြစ်နိုင်ဘူးလို့ထားအင်ပေမဲ့ဒီကတော့ဗန်ကိုယုံကြည်ဖို့ဆုံးဖြစ်လိအပီအားလုံးကိုပြစ်ခတ်ဖို့ခိုင်းလိုက်ပါတဲတစ်သားများတွေကလည်းတန်များတွေလိုပဲစွမ်းစောတရေကောင်းတာကြောင့်ပသိမ်ချိုအားလုံးကိုနာအိမ်နေနိုင်ခဲ့ပြီးဘသူမှတန်ရမရရှိတာကိုဗန်ကဝမ်းတာနေပါတယ်အဲ့ဒီနောက်မှာတော့အော်သူကရွာသားတွေကိုပုတ်တင်သားတွေအဲ့ဒီနောက်မှာတော့အော်သူကရွာသားတွေကိုပုတ်တင်ညိုသားတွေဘလို့ဖြစ်ရမလဲဆိုတာကိုတင်ပေးပါတယ်ဗန်ကပုတ်တင်ညိုသားတွေအများကြီးရတာကြောင့်အားလုံးနဲ့အတူစားတောက်ွယ်လို့ဆုံးဖြတ်လို့ပါတယ်စွန်စားသူတွေကအသားကိုမြင်ရေရှက်ရေစားကြပြဒီမြတန်တွေကသူတို့လက်နက်တွေလိုပဲအာစားပစ်စီးတွေနဲ့လှုပ်ထားတာကြောင့်အနိုင်ရတာမဆန်းဘူးလို့အော်သူကဆိုပါတယ်ဒါကိုကြားသွားတဲ့ဒီနဲ့သူရဲကောင်းတွေကလည်းသူတို့အတွက်ဒါတွေလုပ်ပင်ဖို့ဘန်ကိုတောင်းစီပြကြပါတယ်အော်သူကပုတ်တင်သားတွေကိုရောင်းရင်အမြန်ဆိုတွေ့အများကြီးရနိုင်ကြောင်းပြောပြပြီးသားရှိတမကိုရောင်းရင်ရွှေ9-3ယောက်လောက်ရနာအိုင်မယ်လို့တွေးလိုက်ပါတယ်ဒါပေမဲ့အက်ဆာကမျိုးတစ်မျိုးဟာရွှေ100ထက်ပိုရဲ9ရက်ခိုင်နှုန်းကိုဒါပေမဲ့အက်ဆာကမြည်တို့တစ်မျိုးဟာရွှေ100ထက်ပိုရဲ9ရိုက်ခွန်နှုန်းကိုပါစီအခွန်ပေးရမှာဖြစ်ကြောင်းကိုရှင်းပြပါလားဘန်ကတော့သူ့ရွာအခြေအနေကောင်းနေတာကိုပါသိတော့အားမမလိုလားပါဘူးဒါကြောင့်အက်ဆာကဒီကောင်းမှုအားလုံးကိုမှကာရသူထားတယ်လို့မျိုးလုံနိုင်ကြောင်းအကြံပြုပါတယ်မျိုးရေးစီကရတဲ့ပစ္စည်းတွေကိုသူတို့ကိုပြတာပါသူတို့ကအဲ့ဓာတွေကိုဝယ်ဖို့ဆုံးဖြတ်ပေးမဲ့ပါပစ္စည်းတွေအသေးယူဖို့အချိန်ယူရမှာဖြစ်လို့နှတောင်ဆောက်ပေးနိုင်မလားလို့မေးဘူးသူတို့ကအဲ့ဓာတွေကိုဝယ်ဖို့ဆုံးဖြတ်ပေးမဲ့ပစ္စည်းတွေတည်ယူဖို့အချိန်ယူရမှာဖြစ်လို့တလားတော့ဆောက်ပေးနိုင်မလားလို့မေးပါတယ်ဘန်ကရွာမှာရောင်းစရာလက်နက်တွေလည်းရှိကြောင်းပြောပြီးသူလှုပ်ထားတဲ့လက်နက်တွေကိုပြပါတယ်ဒါပေမဲ့ကုန်တယ်တွေကအဲ့ဒီလက်နက်တွေကိုသူတို့ဘဲလက်ဝါကြီးအုပ်ချင်နေတာကိုဘန်ကသတိပြုမိသွားပါတယ်ဒါကြောင့်ဘန်ကဘန်နဲ့ယုံကိုတို့ကအမြဲတမ်းဒီလမ်းကြောင်းအတိုင်းသွားနေတာကြောင့်လူတို့အင်းကဒီလက်နက်တွေဘဲကလာလဲဆိုတာကိုသိသွားမှာဘဲလို့ပြောပြီးသူတို့ကိုရွာမှာပဲဆိုင်ဖို့တိုက်တွန်းလိုက်ပါတယ်သူတို့နှစ်ယောက်တုန်းကဗန်ရဲ့အကြံကိုသဘောကျသွားတာကြောင့်ဘန်ကသူ့အတွက်ဆိုင်တစ်ဆိုင်ဆောက်ပေးလိုက်ပြီးသူတို့နဲ့စီးပွားရေးအဖြစ်လှုပ်ဆောင်ဖို့မျောလင်းကြောင်းပြောပါတယ်အဲ့ဒီနောက်မှာတော့အစပါကအဲ့ဒီနောက်မှာတော့ကအန်ကိုလူပေါင်း1000လောက်ဆက်နဲ့ခဏက်မြို့ကြီးတစ်မြို့ကိုတိဆောက်တင်ကြောင်းပါပြောပါတယ်ခဏက်တွေကများသောအားဖြင့်40ပုံစံရှိကြပေမဲ့ကတော့ကျဲပုံစံခန္ဓာတစ်ခုကိုတိဆောက်ဖို့သုံးဖြတ်လိုက်ပါတယ်ဒါဟာကာကွယ်ရေးအတွက်အကောင်းဆုံးဒီဇိုင်းဖြတ်စစ်တယ်လို့သူကရှင်းပြပါတယ်အဲ့ဒီအချိန်မှာပဲသူရဲကောင်းတယောက်ကရုတ်တရက်တက်အစီရင်ခံလာတာကတော့အိမ်ကြီးချင်းနယ်မြေကတမန်တယောက်ရောက်လာတဲ့အကြောင်းပါပဲကတန်တမန်ဖြစ်သူမိတာနဲ့အချလို့ခေါ်တဲ့မိနာအင်္ဂလိပ်တယောက်နဲ့တွေ့ဆုံခဲ့ပါတယ်အချဟာနယ်စီးပါတီတို့ရဲ့အငယ်ဆုံးသမီးဖြစ်တယ်လို့မေးဆက်လာပါတယ်သူတို့ကဒီရွာကိုစုံစမ်းထောက်လှမ်းဖို့တဲ့ကသူတို့ဘက်ပါအောင်စီးယုံဖို့သူတို့ကဒီကိုစုံစမ်းထောက်လှမ်းဖို့တဲ့ဖက်ပါအောင်စီးယုံဖို့ရောင်းလာတာလို့ဘန်ကတွေ့မိပါတယ်မိတာကလည်းအထင်သာမှန်ကြောင်းနဲ့နေစားခြင်းပါအာတီနန်တို့ကပါကိုတတိထားနေကြောင်းပြောပါတယ်ဂေဘာရဲ့ပြည်နယ်ပေးခြင်းကိုခံရတာဖြစ်လို့သူတို့အတွက်ချင်းချောက်မှုမဟုတ်ကြောင်းရှာအင်းပြပေမဲ့မိတာကတော့ယုံမဘူးဒီခန္ဓာကြီးကိုစောက်ဖို့လူပေါင်းထောင်ချီပါအနမ်းအတူပါလာလိမ့်မယ်လို့သူမကထင်နေတာပါဘန်ကသူမောက်ကိုရေမောပြီးနားလည်ဖို့လွဲနေတာဖြစ်ကြောင်းပြောပြပါတယ်သူ့ကိုပို့လိုက်တုန်းကခန့်မွန်တယောက်ပဲပါလာတာဖြစ်ပြီးသူ့မိသားစုကတောင်းလာမလုံးလို့ဆက်ကြဘူးလို့ဆိုပါတယ်ဒါပေမဲ့သူမကမယုံသေးပဲရွာကြီးဒီလောက်ပြောင်းလဲသွားတာကိုရှင်းပြဖို့တောင်းဆိုပါတယ်ဖွင့်ပြောလိုက်ပါတယ်သူမကစားစာကတော့ကိုအခုလိုလက်ထပ်ပါပေးဖို့မလိုလားပေမဲ့ဘန်ဟာအရန်ကိုအရေးချအင်းရှိမယ်တည်သွားတဲ့အတွက်အခုတော့လက်ထပ်စေချအင်းသွားပါပြီးသူမကအပ်ကိုဘန်ထက်တာနဲ့သူရှာတွေ့မှာမဟုတ်ဘူးလို့ပြောပေမဲ့ဘန်ကတော့ဒီကိစ္စကိုအချိန်ယူစဉ်းစားတင်တယ်လို့ဆိုပါတယ်မီတာကဒီညရွာမှာပဲအိတ်မယ်လို့ပြောပြီးအချကိုဗန်အိတ်ဖို့ပြောပေမဲ့အရှာကညင်းလိုက်ဒါကြောင့်ကတခုဆောက်ပေးလိုက်ပါတယ်သူတို့တွေအတူတူထမင်းစားတဲ့အခါအရှာကိုသူမပါဒါတွေကြိုက်လဲလို့မေးပါတယ်သူမကချစ်စရာကောင်းတဲ့အရာတွေကြိုက်ပြီးသူမတာရှိတဲ့အယုတ်တွေကိုလည်းပြနိုင်ကြောင်းပြေပါတယ်
အဲ့ဒီနောက်မှာတော့အဆက်သူမအဖေကလက်ထပ်ဖို့တွက်လှုပ်လိုက်တာအဲ့ဒီနောက်မှာတော့လေသူမအဖေကလက်ထပ်ဖို့အတွက်လွတ်လိုက်တာကြောင့်သူမလည်းတက်ကြီးပေါ်မရှိတာဖြစ်နိုင်တယ်လေသူကခံမှန်းမိပါတယ်ဒါကြောင့်သူမဟာလည်းအိမ်မှာကနေထုတ်ခံရတာဖြစ်မယ်ကသဘောပေါက်သွားပြီသူမကိုဒီရွာမှာကောင်းမှုပေါ်နဲ့ဘဝတစ်ခုရစေချနေပါတယ်မိရွာမှာရန်အနှဲငယ်ထက်နေဖို့ဆုံးဖြတ်လိုက်ပြီးအရှာနဲ့ဗန်နဲ့စကားပြောရတာကိုသဘောကျတာကြောင့်ထပ်တွေ့ဖို့မျှော်လင့်တာအေးပါတယ်နောက်နေ့မနက်မှာတင်းနဲ့ကွန်တို့ကဗန်ကကိုနိုးပြီးကံဘက်ကိုခေါ်သွားချိန်မှာလူတို့သူကေသူမလေးတယောက်ကိုဝိုင်းကြည့်နေတာတွေ့ရပါတယ်ဗန်ကသူမနဲ့မိတ်ဆွေဖြစ်ချင်တာကြောင့်စားစရာတွေပေးလိုက်ပြီးသူမကအဲ့ဒါကိုမြေးကြညာတဲ့အခါပုတ်သိမ့်မျိုးသားတိသွားပြီးပေါ့စင်ကြိုကြီးကိုဘသူနှိမ်နှင်းခဲ့တာလဲလို့သိချင်နေပါတယ်ရွာသားတွေကဗန်ဖြစ်ကြောင်းပြောပြပေးမဲ့သူမတရုတ်တရက်ထွက်ပြေးသွားတာကြောင့်အားလုံးကသူမကိုထဲတွေ့ရပါညိုကြီးကိုနှိမ်နှင်းတာကြောအင်ဗန်ဟာရန်တန်မဲ့သူဖြစ်ရမယ်လို့ဆိုပါတယ်ဒါကြောင့်ပရိယူကိုဗန်တက်နဲ့လက်ထပ်စေချင်နေပါတယ်ဗက်စတာကပူတိန်ဂျိုတွေကသူတို့ကိုနှစ်ပေါင်းများစွာချေလျှောက်နေခဲ့တာကြောင့်တမာတဲ့သူတစရောက်ကိုသူ့သမီးနဲ့လက်ထပ်စေချင်တယ်လို့ရှာအင်းပြပါတယ်ဒါပေမဲ့ဗန်ကတော့လက်ထပ်ဖို့မလိုကြောတင်းနဲ့လက်မထပ်ရင်တောင်သူတို့အားလုံးကိုကာကတွဲပေးမဲ့အကြောင်းကိုရှင်းပြပြီးသူတို့နာနေဖို့20ခုတောင်စောက်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့အက်စပါတာကမေလာစနစ်အတွက်လှုပ်ဆောင်ရမယ့်အချိန်ရောက်ပြီဖြစ်ကြောင်းကသူတတိပေးပါတယ်ဗန်ကအိမ်တွေအောက်မှာမိလာပိုက်တွေမြုပ်ထားခဲ့တာကြောင့်ရေဆွဲကြပြီးအညစ်အကြေးတွေကိုရှာတင်းထုတ်နိုင်မှာပါသူမတွေကသူတို့ကိုမေပိုက်တွေကိုရှင်းလင်းပြီးသူကူညီပေးကြပါတယ် verse ကသူတို့ကိုကန်ထမ်းမှာနေထိုင်ခွင့်ပေးတဲ့အတွက်တကျေးစုဆက်တဲ့အနေနဲ့နောက်အနာဂတ်မှာလည်းဒီအလုပ်ကိုသူတို့အမျိုးစုကပဲအဝင်ယူသွားပေးမှဒါလို့ဆိုပါတယ်အဲ့ဒီအချိန်မှာအရှိတာတို့ရောက်လာကြပြီးကဗန်ကိုတတ်မှတ်တော်လို့ခေါ်နေတာကိုအဲ့ဒီအချိန်မှာအင်ဂျာနဲ့ရောက်လာကြပြီးတာကဗန်ကိုတတ်မှတ်တော်လို့ခေါ်နေတာကိုကြားသွားဒါကြောင့်နဲ့လက်ထပ်လိုက်ပြီးဆိုပြီးအံ့ဩသွားကြပါတယ်အဲ့ဒီနောက်မှာတော့ဗန်နဲ့အရှာတို့လှည့်စည်းနေကြတော့သူမကကြီးကိုဒီကန်ကြီးကိုဖန်တီးပြီးရွာကိုတိုးတွက်အေးတောင်လုံးနိုင်တာဟာတကယ်ကိုအံ့ဩဖို့ကောင်းတယ်လို့ပြောပါတယ်ဗန်ကိုသူမရဲ့ခင်မွန်းလို့ခေါ်လိုက်ပါတယ်ဖန်ကသူတို့စိတ်ဆက်ထားတာမဟုတ်ကြောင်းသတိပေးလိုက်တိုက်တဲ့အခါသူမကစိတ်ကောက်ပြီးရေကူးထွက်ပြေးသွားပါတယ်ဒီအကြောင်းကိုဗက်စတာတိသွားတဲ့အခါမှာတော့သူမျိုးနိုင်တဲ့လူသားတွေကြားပြန်ပွဲတစ်ခုကျင်းပပေါ်ဆုံးဖျက်လိုက်ပြီးတကယ်လို့ဗန်ရှုံးသွားရင်ကိုစနီးအဖြစ်အတိမတ်ပြုရမယ်လားတိုစီကန်တတ်မှတ်လိုက်ပါတယ်တက်မိုးတီကတော့ပါဝင်ရှင်ပြိုင်ဖို့စိတ်အားထက်တက်နေပြီးလူတိုင်းကလည်းဗန်ကုန်မတွေနဲ့ပြိုင်တင်တယ်လို့တိုက်တွန်းကြတာကြောင့်တပါတယ်ဗက်စတာကန်ကိုပထမဆုံးဂိမ်းကိုရွေးခိုင်းတဲ့အတွက်ဗီကဘာလီဝိုကိုရွေးလိုက်ပါတယ်ညကတော့ဗန်ကိုအရှာနာနဲ့ပဲဘူးဆုံစေချင်တာကြောင့်ပဲရဲ့အတင်းဘက်ကနေဝင်စားပေးပါတယ်မီတာနဲ့ဒီလိုကဘောလုံးကိုဖမ်းဖို့ပြင်ဆင်ပြီးတာနဲ့ဒီတိုကဘောလုံးကိုဖမ်းပြင်ဆင်ကြပေမဲ့ဗလာအမှတ်စားရသွားပြီးကလည်းသူ့အဖေကိုကူညီပါလေးတာကြောင့်သူတို့ကပဲဂိမ်းကိုလွှတ်ထားပါတယ်ဒီကစိတ်တကြပြုလာပေမဲ့မီဒီယာကဆက်တိုက်ပါတို့အားပေးပြီးသူတို့နှစ်ယောက်စုပေါင်းအာနာတဲ့အမတ်ပြန်တက်လာပါတယ်ဂိမ်းကဆက်လက်ပြင်းထန်နေပြီးအဆုံးဖြတ်အမတ်ကကိုရောက်လာတဲ့အခါမီတာနဲ့ဒီကတာကိုတားဆီးဖို့အစွမ်းကိုစူးစမ်းကြပေမဲ့ယုံတဲ့အတွက်ဒီကဝတန်းနဲ့တင်ပေမဲ့မီဒီယာကအားပေးပါတယ် versa ကတော့နောက်တစ်ပွဲကရေကူးပြိုင်ပွဲဖြစ်မယ်လေသူပြောပါတယ်ရေသူမတွေကရေကူးကျွဲသူတွေဖြစ်တာကြောင့်ဗန်ကစိုးဝေနေပေမဲ့ဒီနက်ကန်တို့ရေသူမတွေကရေကူးကကျွမ်းကျင်သူတွေဖြစ်တာကြောင့်ကစိုးဝေနေပေမဲ့ဒီနက်ကန်မော်တို့ကဗန်ကိုစိတ်မပြတ်စေရကြတိပေးပြီးပြိုင်ပွဲအတွက်ပြင်ဆင်ကြပါတယ်ပြိုင်ပွဲစားတင်တဲ့အခါခံပုံကိုနောက်မှာထားခဲ့တာကြောင့်လူသားတွေစိုးရိမ်သွားကြပေမဲ့ခန့်ကသူမကိုပြန်ပြီးလိုက်နိုင်ခဲ့ပါတယ်သူမကရေထဲကိုငုတ်ချိုးသွားပြီးအကွာအဝေးကိုထတစ်ချက်လိုက်ရသူမရဲ့ပါနာကပန်းဝတ်ဖို့ရေကူးသွားပါတယ်ဒီကမယုံနိုင်လောက်တဲ့အချိန်နဲ့ရေကူးကရေသူမအားတွေကိုကြော်တက်ပြီးပန်းဝတ်သွားနိုင်ခဲ့ဒါကြောင့်လူတိုင်းအံ့ဩသွားကြပါတယ်ဒါပေမဲ့သူ့ရဲ့အတွင်းခံကတော့ရေစီးနဲ့အတူပါဝါခဲ့ပါပြီနောက်ဆုံးရဲ့အဖွဲ့ကိုဗန်ကရည်ရွယ်ရမှာဖြစ်လာထို့သူကရေခဲချင်းတွေလှုပ်လိုက်ပြီးတဟာနောက်ဆဖုံးပြိုင်ပွဲကိုဗန်ကရည်ရွယ်ရမှာဖြစ်လို့သူကရေခဲချင်းတွေလှုပ်လိုက်ပြီးဒါဟာအမြန်စားပြတိုင်ပွဲဖြစ်တယ်လို့ပြောပါတယ်သူ့မှာတာပါတနာတယောက်လိုအပ်တာကြောင့်ဒီကဝင်ပြိုင်ဖို့ဆန္ဒပြုပါတယ်ပြိုင်ဝမ်းစားတဲ့အခါကစားသမားတွေကရေခဲတွေကိုအမြန်စားကြရအားလုံးကအုံနှောက်ခဲ့တဲ့ဝေဒနာကိုခံစားကြပါတယ်ဂိမ်းမှာအနိုင်ရသွားပါတယ်ဒါပေမဲ့ဗန်ကတော့ဗန်ကိုတတ်မှတ်တော်လို့ပဲဆက်နေပြီးသူဟာနဲ့ထိုက်တန်ကြောင်းတက်တည်ပြနိုင်ခဲ့ပြီးလို့ဆိုပါတယ်ဒါကြောင့်ချားဘူးဆိုတာကိုသဘောပေါက်သွားပါလားဘိုက်အောင်လာတဲ့အခါလူတိုင်းကသူ့ကိုဝိုင်းကယူဆိုင်ကြရပါတယ်အဲ့ဒီကသူမကိုအခုလိုဂယူဆိုင်ပေမဲ့သူတွေနဲ့ဝအမ်းရန်ထားနိုင်မလားဆိုပြီးတွေးနေမိပါတယ်တကယ်တော့သူမဟာဘာမှထူးထူးခြားခြားမတော်ကြောအမိဘတွေရဲ့လစ်လျူရှုခြင်းကိုခံခဲ့ရတာပါသူမရဲ့ရုပ်သေးမော်နဲ့သူမေကိုပျော်ရွှင်အောင်တင်လုပ်ပေးနိုင်မယ်လို့ထင်ခဲ့ပေမဲ့သူမရဲ့မှာတော်ပညာကအောက်လန်းပညာအသက်မခံခဲ့ရပါတယ်ဒါကြောင့်သူမကိုဗန်နဲ့လက်ထပ်ဖို့ပို့လိုက်ဒါပေမဲ့အခုတော့သူမကဗန်နန်ကိုသဘောကျသွားပြီးဗန်ကထုတ်လုပ်ရေးပေါ်တစ်ခုတည်းကိုပဲသုံးလိုက်ပေမဲ့လူတိုင်းကိုအထင်ကြီးအောင်လုပ်နိုင်တာဒါကြောင့်သူမဟာအံ့ဩနေပြီးကိစ္စတွေအများကြီးဖြစ်ပြီးတဲ့နောက်မှာတော့ဗန်ကရွာကိုတိုးတက်အောင်လုပ်မဲ့သူ့ရဲ့အစီစင်တွေကိုလူတိုင်းကိုပြောပြပြီးပါကြိုးစားတောက်ပဲကျင်းပမယ်လို့ဆိုတာကြောင့်အားလုံးစတိတ်လှုပ်ရှားသွားကြပါတယ်အဲ့ဒီအချိန်မှာအရှာတို့ရဲ့အနာကိုရုတ်တရက်ချင်းကပ်လာပြီးဘလူလူအလဲဆိုတာကိုကြည့်နေတယ်လို့ပြောပါတယ်နှစ်ဖက်ကြာမှာတော့ဗန်ဟာသူ့ရဲ့ကျဲပုံစံတိုင်းကြီးနဲ့အတူနဲ့မှရေကိုချမ်းတွေ့နိုင်ခဲ့တာကိုတွေ့လိုက်ရပြီးမိတာကတော့အနေနဲ့အချိန်တိုလေးအတွင်းမှာဒီလောက်ထိအောင်မြင်အောင်လုပ်နိုင်တာကိုမယုံနိုင်အောင်ဖြတ်စစ်နေပါတယ်ဗန်ကမြပစ္စက်တွေကိုတပြိုင်နက်တည်းပြစ်နေအင်အောင်မုန်းမှန်ထားကြောင်းပြောပြပြီးခံပုံကိုစမ်းတက်ပြန်ခံရအဝေးမှာအပြင်းထက်ပေါက်ကွာလဲသွားတာကိုတွေ့လိုက်ရပါတယ်မီတာကအဲ့ဒီလက်နက်ဘယ်လောက်ဆွဲလဲဆိုတာကိုမယုံနိုင်ပဲတစ်ခုလောက်ဝယ်ချင်တယ်လို့ပြောပါတယ်ခုပြန်ကူညီပေးပါမယ်လို့ကတိပေးပြီးအလဲလို့ဖို့ပြောပါတယ်သူမကမြင်းရံထားနဲ့တင်မှာဖြစ်ပြီးညတန်းတော့ဒီကိုတော့တန်တက်လုတ်ထားတာဆိုတော့သူမပါတာပဲထုတက်လုတ်နိုင်လိမ့်မယ်လို့ထင်နေပေမဲ့ကမွန်မဗန်ရက်မြတန်တွေကထိုးကြတာကြောင့်ယူဆောင်ဖို့ကြံပေးပါတယ်သူကသူ့ရဲ့ဓာတ်ကိုပြပြီးမီတာရဲ့ဓာတ်တော့ကိုနှောက်အချမ်းခွဲပြလိုက်တဲ့အခါကျမှဗန်ဖန်တီးထားတဲ့လက်နက်တွေကသူကသူ့ရဲ့ဓာတ်ကိုပြပြီးမီလာရဲ့ဓာတ်တော့ကိုနှစ်ချမ်းခွဲပြလိုက်တဲ့အခါကျမှဖန်တီးထားတဲ့လက်နက်တွေကတခြားအဆင့်မှာရှိနေမယ်မီလာတိသွားပြီးစိန်ပြောင်းကဗန်ရက်များနဲ့အချို့ကိုပါတောင်းဆိုပါတော့တယ်အဲ့ဒီအချိန်မှာပဲအော်သူနဲ့သူပြေးလာကြပြီး
ကားတကောင်ရုတ်တရက်ပေါ်လာကြောင်းပြောလာဗျဒီပန်ကငကားကိုရွာတဲ့အောက်မခံနိုင်ဘူးလို့စုအံဖြတ်လိုက်ပါတယ်မီတာကကာကွယ်ရေးအတွက်ဝိုင်းကိုဆင်ဆင်ပေးပြီးဖန်ကတော့မြပြက်ဆက်တွေနဲ့ငကားကိုတားဆီးနိုင်လိမ့်မယ်လို့ထင်နေပါတယ်စွန်စားသူတွေထွက်ပြေးနေလို့တယောက်ကလေးကြတာသွားတာကြောင့်အော်သူကငကားရဲ့အာယုံကိုလှည့်ဖိသူစူးစမ်းပေမဲ့အလုံးမဖြစ်ပါဘူးဒါကြောင့်ကာဆန်ကငကားကိုသူ့ဓာတ်နဲ့လှမ်းပေါက်လာတိုက်ပြီးငကားကိုသူ့နောက်ကိုများလာပါတော့တယ်ဒါကြောင့်ကာဆန်ငကားကိုသူ့ဓာတ်နဲ့လှမ်းပေါက်လိအောက်ပြီးငကားကိုသူ့နောက်ကိုများလာပါတော့တယ်အဲ့ဒီမှာငကားကမြပြက်ဆက်ကွာအဝေးတွင်းကိုရောက်လာအာဘီဗန်စစ်သားတွေကိုပစ်ခတ်ဖို့အမိန့်ပေးပါဒီမဲ့ငကားကိုထိအောင်ပစ်ဖို့ခက်ခဲနေပါတယ်မီတာကဝိုင်းကိုပေါ်ဆုံးဖြတ်လိုက်ပြီးဘန်ကမှတီးတာဟာအသက်အငယ်လေးနဲ့ဘိုင်းကောင်းတယောက်ဖြစ်လာတာကြောင့်ထိုးချုံနဲ့မော်ဆရာမတယောက်အောက်ဖြစ်ရမယ်လို့သိနေပါတယ်သူမကမီးလန်နဲ့ငကားကိုကောင်းကင်ရန်ကနေပစ်ချလိအိုက်ပါတယ်ဒါပေမဲ့ငကားကပြန်ထားတာကြောင့်ဘန်ကပုံညိုကဖီးတွေကိုနိုင်ပြီးတဲ့နောက်မှာသူအရန်ထင်ကြီးမိသွားတယ်လို့ကိုပြန်သုံးသပ်ပြီးပါတယ်ငကားကတခြားအစ်စ်မှရှိနေတာကြောင့်အများပြင်ဆက်အားလုံးကိုပစ်ခတ်ဖို့အမိန့်ပေးလိုက်ရဂါးရဲ့ငကားကတခြားအစ်စ်မှရှိနေတာကြောင့်တပစ်စားအမိန့်ပေးလိုက်ရငကားရဲ့အတောင်ပံတွေကဘူထိမှန်ပြီးမြေပြင်ပေါ်လဲကျသွားပါတယ်ဒါပေမဲ့ငကားကတိုက်ခိုက်မှုတွေကိုရှောင်ပြီးရင်းသူတို့စီကိုဆက်ပြီးပြေးဝင်လာပါတယ်ဂါးကိုထပ်မံပစ်ချလိုက်ပါတယ်ငကားရဲ့အတောင်ပံတွေလောင်ကျွမ်းသွားပြီးမိတာကတိအခွက်ရင်းကိုသုံးကရွာတဲ့ကိုစုပ်ကဝန်ကိုပြောပါတယ်သူတို့ထွက်ပြေးနေတော့မှငကားကနောက်ကနေလို့လှခဲ့ပါဒါပေမဲ့အက်ဆာကအားလုံးအတွက်အချိန်ဆွဲပေးဖို့ရေးထွက်လာပါတယ်ဘာသာကစိုးရင်စရာဘလို့အကြောင်းပြောပြီးမြမော်ပညာနဲ့ငကားရဲ့ဥကောင်းပုံကိုကြောက်တုံးကြီးတပံကသူ့ကိုထားခဲ့ဖို့ညှင်းဆန်ပါဒီမဲ့ကစိုးရင်စရာဘလို့အကြောင်းပြောပြီးမှပြစ်မော်ပညာနဲ့ငကားရဲ့ဥကောင်းပုံကိုကြောတက်တုံးကြီးတစ်ခုပစ်ချလိုက်ပါတယ်သူကအေးဆေးဆေးပြန်လန်းလျှောက်လာတာကိုဘန်ကကြည့်ပြီးပါလို့ဒီလောက်တောင်နေရတာလဲလို့မယုံနိုင်အောင်ဖြစ်နေပေမဲ့ရွာကိုရေးတတ်ဖို့အရင်ရပါတယ်ဂါးကိုမြပစ်ဆက်နဲ့ပြစ်နိုင်အောင်သူမရဲ့မပညာနဲ့ငကားကိုဖိနှိပ်ပေးဖို့တောင်းဆိုပါတယ်ငကားကကြောက်ပုံထဲကနေရုံထွက်လာပြီးဘန်ကမြဓာပစ္စတွေပြင်ဆင်ဖို့အချိန်ထက်လို့သေးတယ်လေသူတွေးနေတော့မှပဲဒီနေ့တခြားသူရဲ့ကောင်းတာတွေကူညီဖို့ရောက်လာကြပါတယ်ငကားကသူတို့ရဲ့တိုက်ခိုက်မှုကိုခုခံလာတာကြအောက်ငကားကသူတို့ရဲ့တိုက်ခိုက်မှုကိုခံလာတာဒါကြောင့်သူတို့တွေလွင့်ထွက်သွားပြီးကသူတို့အတွက်ဖြစ်ဖို့အခွင့်အရေးရကိုမြေတိုင်တစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ငကားကအနားကိုချင်းကပ်လာတဲ့အခါမီတာကငကားကိုဖိတ်လိတ်ထားဖို့မီတောက်တွေနဲ့ပစ်ခတ်လိုက်ပြီးပန်ပြက်ဆက်အလုံးကိုပစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီကငကားအလောင်းကိုသွားစစ်စေတဲ့အခါငကားကယူတာတရက်ပြန်ထားပါတယ်ဒါပေမဲ့ဒီကသူ့ရဲ့ခေါင်းကိုအချိန်ဖြုတ်ချနေခဲ့ပါတယ်အားလုံးကအောင်ပွဲကိုပျော်ပျော်ပါးပါးဆင်တော့တဲကြပြီးမိကဘန်ရဲ့အနားမှာတကယ်ကိုထိုးချူပါတဲ့သူတွေရှိနေတာကြောင့်ဘန်ကိုဂုံပြူစကားဆိုပါတယ်ဂါးရဲ့အကြီးကွာတွေကိုဖောက်ထက်သွားနိုင်တာကကိုလဲသူမမယုံနိုင်အောင်ဖြစ်နေဂါးရဲ့အကြီးအကွာတွေကိုဖောက်ထက်သွားနိုင်တာကိုလဲသူမယူအနိုင်အောင်ဖြစ်နေပေမဲ့တပုံကမိုးမှန်ဖို့လိုသေးတယ်လို့တွေးနေပါတယ်အဲ့ဒီနောက်မှာတော့နာကိုတိုက်ခိုက်ခဲ့ကြတဲ့သူတွေကိုဂုံပြူတဲ့အခမ်းအနားတစ်ခုကျင်းပပါတဲမီတာကတခြားရွာတွေသားဆိုရင်အခုလောက်ဆိုပြက်စတီးသွားလောက်လို့ပတ်ချက်ပေးပါတယ်ဒီကိုတော့ငကားကိုတတ်နိုင်ခဲ့တာကြောင့်ငကားတသမားပွဲပေးအပ်လိုက်ပြီးအက်ဆာကိုလည်းသူ့ရဲ့မော်ဆွဲရန်အတွက်အတိမတ်ပြုခဲ့ပါတယ်မကိုလည်းပါရာမီချင်းတယောက်ဖြစ်နေအားလုံးအကိုဥဆောင်နိုင်ခဲ့တာကြောင့်ချီးကျူးစကားဆိုပါတယ်ရွာသားတွေကဘန်ကိုဝိုင်းဝန်းအားပလေးကြပြီးမီတာကတော့ဘန်လိုထူးခြားတဲ့သူမျိုးတခါမှမတွေ့ဘူးတွေ့နေပါတယ်မီတာဟာအောက်ချစစ်သားပေါ်ကနေစတင်ခဲ့တာဖြစ်ပြီးမော်ဆွာမှာရှိမယ်တည်သွားတဲ့အခါမှာတော့ယာဒူးတွေအမြန်တက်လာခဲ့တာဘာသူမဟာတက်16နှစ်မှာတပမိုးဖြစ်လာပြီးအသက်20နှစ်မှာတော့မျိုးစားတင်မှာကြောက်ခံခဲ့ရတာပါဒါပေမဲ့ဘန်ဟာတွေ့ဘူးသမျှလူတွေ့လဲမတူဘူးလို့သူမထင်နေပါတယ်မီတာကရွာနဲ့ဒန်တူညီများတဲ့မဟာမိအဖြစ်ဖွဲ့စည်းကြညအားလိုက်ပြီးသူမဘက်ကနေကူညီထောက်ပံ့မှုတွေပေးရမယ်လို့ကတိပေးရပါတယ်နေသားကြီးပါတီနန်တို့ကလာရောက်တိုက်ခိုက်မှာကိုလည်းစိုးရင်စရာမှလူတော့ကြောင့်သူမကပြောပါတယ်ဘန်ကဒါဟာရန်သူကိုမဟာမေးဖြစ်ပြောင်းလဲနိုင်တာကြောင့်တဦးနှစ်ဖက်အကျိုးရှိမဲ့အခြေအနေတို့တွေ့ပြီးမဟာမေးဖွဲ့မှုကိုလက်ခံလိုက်ပါတယ်အန်ဆာကတော့နေထိုင်သူအစ်စ်တွေရောက်လာတော့မှဖြစ်လို့မျိုးပြစီမံကိန်းကိုအာယုံစိုက်ဖို့ဘန်ကိုတတိပေးပါတယ်အဲ့ဒီရဲ့အချိန်မှာဒီကန်နဲ့ရိုင်ကန်ကိုတို့ဟာမယ်ရီကုန်တယ်ကြီးများအသင်းကကုန်တယ်တွေနဲ့အတူရောလှချောင်းလာပြောပါတယ်ဂါစီကရတဲ့ပစ္စည်းတွေကဘလောက်တန်လဲလို့မေးပါတယ်သူတို့ကအနည်းဆုံးပတိနဲ့100လောက်တန်လိုက်မဲလို့ခံမှန်းကြပါတယ်ဒေါ်လာတန်1000လောက်နဲ့ညီမျှတာကြောင့်ထီပေါ်တက်တလို့ခန်းစားလိုက်ရပါတယ်ဒါပေမဲ့ကုန်တယ်တွေကတော့ဈေးကွက်ပေါက်ဈေးကဗလားအိတ်ဆယ်ပဲရှိတယ်လို့ပြောပါတယ်ဒါပေမဲ့ကုန်တယ်တွေကတော့ဈေးကွက်ပေါက်ဈေးကဗလားအိတ်ဆယ်ပဲရှိတယ်လို့ပြောပါတယ်ဘန်နဲ့ရိုင်တို့ကပစ္စည်းတွေကအရန်ကောင်းမှုကြောင့်ဟာမတရားဘူးလို့ထင်ကြပေမဲ့ကုန်တယ်တွေကတော့သူတို့ကိုသူတို့စကားတိုင်းလိုက်ပြောဖို့နဲ့သူတို့ဟာလည်းမယ်ရီကုန်တယ်ကြီးများအသင်းဝင်ဖြစ်တာကိုတတိပေးပါတဲကုန်တယ်တွေကဒီကိုသူတို့ပဲလာတာဖြစ်လို့ခြေနေကိုအခွင့်ကောင်းယူပြီးဈေးနှိမ်ကျင်တာဒေတာပါတာပေမဲ့ဗလီနန်းရန်ကိုတို့ကတရားမျှတစွာလှုပ်ချင်တာကြောင့်ပူပေါင်းဖို့ညှင်းဆန်လိုက်ပါတဲ့ကုန်တယ်တွေကသူတို့ကိုအသင်းကနေထုတက်ပစ်ဖို့ဥက္ကဋ္ဌတိုင်စာပို့မယ်လို့ချိန်ချတောက်ပြီးထွက်သွားကြပါတယ်ဒါပေမဲ့ဘန်ကိုတို့ကသူတို့ရဲ့ဆုံးဖြတ်ချက်အတွက်နော်အင်တမရပါဘူးဘန်ကသူတို့ကိုကိုပိုင်ကဒုံတယ်ရေးကုမ္ပဏီတစ်ခုထောင်ဖို့အကြံပေးပါတာဒါပေမဲ့သူတို့ကအဲ့ဒါကမလွယ်ကူအကြောင်းနဲ့ခချက်3ချက်လိုအပ်တယ်လို့ရှင်းပြပါတယ်ပထမအချက်ကကုန်တဲ့အသင်းမှတ်ပုံနေကြည့်ပေးဖို့ဒုတိယအချက်ကကိုပိုင်ဆိုင်ရှိဖို့ဖြစ်ပြဒီတတိယအချက်ကတော့အခက်ခဲသူဖြစ်တဲ့ပွဲမတာတယောက်ရဲ့ထောက်ခံချက်ရဖို့ပဲဖြစ်ပါတယ်ဂုံပုတ်ကိုလည်းသူ့ဖခင်တီးသွားမှစိုးရိမ်တာအားကြောင့်မီတာကိုပဲယူခိုင်းမှကူညီနိုင်လိမ့်မယ်လို့တွေးလိုက်ပါတယ်ဒါကြောင့်ဖြတ်လိုက်တဲ့အခါသူမကလည်းဘန်နဲ့ရန်ခွန်တို့ကိုအထောက်ပံ့ဖို့သဘောတူလိုက်ပါဒါဟာသူမရဲ့အဆင့်တန်းကိုမြင့်တင်ဖို့အထောကအကူဖြစ်မယ်လို့သူမကယူဆိုပါဂုံပုတ်ကိုလည်းသူ့ဖခင်တီးသွားမှစိုးရိမ်တာကြောင့်မီတာကဘူပဲယူခိုင်းပါတယ်ဘန်ရတွေ့ပစ္စည်းတွေရောင်းဖို့မြို့တော်ကိုပြန်ဖတို့ပြင်ချိန်မှာကုန်တယ်တွေကမြင်းရထားကိုယူပြီးထွက်ပေးသွားတာကိုသိလိုက်ရပါတယ်ဒါကြောင့်ကသူတို့အတွက်မြင်းရထားအစ်စ်တစ်စီးကိုစောက
ပေးလိုက်ပြီးမိတာကလည်းသူမရဲ့စင်မြင့်ကိုတုံးပြူခွင့်ပေးပါတယ်ထွက်ပြေးသွားတဲ့ကုန်တယ်တွေကတော့ဗန်ထဲကိုလေရွာမထွက်ပြေးသွားတဲ့ကုန်တယ်တွေကတော့ဗန်နာဝရာကိုတော့ရွာမှာကြံပြီးငိုနေကြလိမ့်မယ်လားတို့ထင်နေတာပါဒါပေမဲ့မိတာကသူတို့ကိုမြင်ရထားနဲ့ကြော်တာသွားတဲ့အခါမှာတော့သူတို့တွေမယုံနိုင်အောင်ဖြစ်သွားကြပြီမိတာကသူတို့ကိုကူညီနေတာလားဆိုပြီးတွေးတော့နေကြပါတယ်မိတာကဘယင်ဒီရဲ့ရှေ့ကိုရောက်လာပြီးဘယင်ကသူမကိုယာရုတက်ချင်လို့လာတာလို့ထင်ပါဒီမဲ့သူမကဘဲအကြောင်းကိုပြောပြပြီးသူဟာနာကကိုနှိမ့်နှင်းခဲ့တဲ့အကြောင်းကိုတင်ပြပြီးကပုံတူးတွေနဲ့ထိုက်တဲ့အကြောင်းလျှောက်တင်လေအဲ့ရတယ်သူ့ရဲ့ကောင်းတွေကမယုံနိုင်ကြပဲဘယင်ကလည်းဗနာဟာတက်ကြီးမော်ဆရာလို့မေးပါတယ်မိတာကဗန်မှာထုတ်လို့ရေးမော်ပဲရှိကြောင်းသူဟာရွာကိုဓာတ်ပြည်ကကာကွယ်ခဲ့ပြီးသူ့ရဲ့မော်ပညာနဲ့ရွာကိုမှကွာထုတ်လို့ရေးမော်ပဲရှိကြောင်းသူဟာရွာကဓာတ်ပြည်ကောက်ဝယ်ခဲ့ပြီးသူ့ရဲ့မော်ပညာနဲ့ရွာကိုခံတက်ကြီးတစ်ခုဖြစ်တိဆောက်ခဲ့ကြောင်းကိုရှင်းပြပါတယ်အဲ့ဒီခဏရဲ့အစွဲထက်တဲ့ကာကွယ်ရေးစနစ်တွေကြောင့်ငကားကိုနှိမ့်နှီးနိုင်ခဲ့တာဖြစ်ပြီးပဲသူမှလည်းထိခိုက်ဒဏ်ရာမရဘူးလို့ဆိုပါတယ်ဘယင်ကမယုံကြည်နိုင်တာကြောင့်သူမကငကားရဲ့ဆွဲကိုပြတ်တက်လိုက်ပြီးရွာကိုကိုယ်တိုင်လာကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗန်ဟာနိုင်ငံရဲ့ကာကွယ်ရေးကဏ္ဍကိုမြင့်တင်ပေးနိုင်မဲ့သူဖြစ်လို့သူ့ကိုမူလာမဲ့အဖြစ်လားအခန့်တင်အောင်ပြောပါတယ်ဒါကြောင့်ဘယင်ဒီကန်ကိုဘယ်တော့ပွဲပေးပုံစတုံးဖြတ်လိုက်ပါတယ်ဒီသတင်းကိုလူတိုင်းသိသွားကြပြီးအကြောင်းကြီးသူပြောဆိုနေကြပါတယ်ဗန်ကရွာကိုအဆင့်မြင့်တဲ့ဆက်လုပ်နေပြီးရွာသားအားတွေရန်သူကိုကြိုတင်သိရှိနိုင်ဖို့ဒါထောင်တွေကိုပါတိဆောက်ထားပါတယ်ဗန်ကပိုက်ဆာလာတာကြောင့်တာဝါပေါ်မှာပဲစားသေးအနေပြီးကတော့အခုဆိုရင်သူတို့မှတင့်တာအဆောက်အဦးတွေနဲ့အတုံးဆန်တွေရှိနေပြီဖြစ်ဒါကြောင့်ရွာကိုမြို့လို့ခေါ်လို့ရပြီလို့ပြောပါတယ်သူတို့ကအဲ့ဒီမြို့ကိုလို့အမည်ပေးလိုက်ကြပြီဗန်ကတော့နာမည်ကရေစရာကြီးလို့တွေးနေပါတယ်အချလဲဗန်ထဲပို့ပြီးရေနီနဲစကားပြောနိုင်ဖို့အတွက်သူ့ကိုနာမည်တိုင်းပဲခေါ်ဖို့ပြောလာပြီးချိန်မှာတော့သူမရှက်ပြီးမျက်နှာတွေနီမြန်းသွားပါအားတယ်ဒီကူဝဲစားဖို့အချိန်တန်လို့ပြောရင်သူမလုပ်ထားတဲ့ကိတ်မှုကိုပြပါတယ်ဒါကဗန်နဲ့ရန်ကိုတို့စီကရတဲ့ပတ်ဝင်ပစ္စည်းတွေနဲ့လူပထားတာပါလူတိုင်းကကိတ်မှုကိုအရန်ကောင်းတယ်လို့ချီပြူကြပေမဲ့တီးကဘာလို့မစားတာလဲလို့ဗန်ကမေးလာပြီးတီးကလည်းအချိုးတွေအစားများနေတာကြောင့်ဝေချပါတို့လိုနေပြီလို့ပြောပါတယ်အဲ့ဒီအချိန်မှာခံပုံကတကားဝမှာလူတချို့ပြီးသူတွေးလိုက်ရပါတယ်ဇဝင်စားဝါဖြစ်နေတော့ကဒါဟာဒီရွာရဲ့နာမည်ဟာဖဖြစ်ကြောင်းကိုရှင်းပြပါတယ်အဲ့ဒီလိုစုရဲ့ခေါင်းဆောင်ကသူတို့ဟာအနီးနားကရွာကဖြစ်ပြီးအခုအရန်များကြောင့်ဒုက္ခရောတက်နေကြမှာအလုံးလုံးမဲ့လူငယ်တွေလည်းမရှိတော့ကြောင်းပြောပြပါတယ်အဲ့ဒီလူဆိုးတဲ့ခေါင်းဆောင်ကသူတို့ဟာအနီးနားကရွာကဖြစ်ပြီးအခုအရန်ပြန်လာတာကြောင့်သူကခါရောက်နေကြကြောင်းရွာမှာအလုံးလုံးမဲ့လူငယ်တွေလည်းမရှိတော့အကြောင်းပြောပြပါတယ်နေစားကြီးကသူ့ရက်စစ်တဲ့အတွက်လူငယ်တွေကိုတင်းအန်တခေါ်သွားခဲ့တာပါဒါကြောင့်သူတို့ဟာဖားတီနန်တို့နယ်မြေကလူတွေမှတိသွားပါတယ်တခြားနယ်မြေကလူတွေကိုလက်ခံဖို့သူစဉ်းစားရခတက်နေပေမဲ့သူတို့တွေကအသက်ကနေလွတ်အောင်ဆုံးစားလာကြတာကိုတိတာကြောင့်လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့မှပတ်စံမရှိဘူးလို့ပြောပေမဲ့ဘန်ကအခုံပေးစရာမလိုသေးတဲ့အပြင်စားစရာနဲ့နေစရာပါစီစဉ်ပေးမယ်လို့ကတိပေးပါတယ်သူတို့ရွာမှာလူ3ယောက်လောက်ရှိတယ်လို့သိရတဲ့အခါကအားလုံးအတွက်အိမ်တွေစောက်ပေးမယ်ပြင်ပြောင်းရွှေ့ဖို့မြင့်မြင့်ထားသူတို့ရွာမှာလူ30လောက်ရှိတယ်လို့သိရတဲ့အခါဘန်ကအားလူဘုံအတွက်အိမ်တွေစောက်ပေးမယ်အပြင်ပြောင်းရွာဖြေဖို့မြင်းရန်ထားတွေပါကူညီပေးမယ်လို့ကနာလမ်းပါတယ်ဒါပေမဲ့ရွာသားတွေမှာပစ္စည်းတွေနွားတွေရှိတာဘယ်လိုပြောတဲ့အခါဘန်ကအရန်ဝမ်းတာသွားပါတယ်နွားတွေမွေးမျိုးရင်မျိုးလေးပို့ပြီးစီကားလှမယ်လို့သူတွေးလိုက်လို့ပါစုံစားသူတွေကအဲ့ဒီရွာသားတွေကိုလိုက်လံစောင့်ရှောက်ပေးကြပါအားတယ်အော်ကဘန်ဟာဒီလိုရိုးချင်းတဲ့အလုပ်အတွက်စုလာတက်တွေပေးမယ်လို့ကတိပေးထားကြောင်းပြောပါတယ်အေရီယေကတော့ငကားတိုက်ခိုက်ခံရတော့ကလို့မှတ်မထင်ဖြစ်ရအောင်ပတ်ဝန်းကျင်ကိုတတိထားပြီးသူ့စီဒီပေးပါတယ်စုံစားသူတွေနဲ့ပါလာတဲ့အမျိုးသမီးတယောက်ကဝေးထန်တဲ့ရွာကိုမပြောင်းချင်ဘူးလို့ပြောပါဒီမဲ့အော်သူကတော့ရောက်ရင်အံ့ဩသွားလိမ့်မယ်လို့ပြောစွန်စားသူတွေနဲ့ပါလာတဲ့အမျိုးသမီးတယောက်ကဝေးထန်တဲ့ရွာကိုမပြောင်းချင်ဘူးလို့ပြောပါဒီမဲ့အော်သူကတော့ရောက်ရင်အံ့ဩသွားလိမ့်မယ်လို့ပြောပါတယ်သူတို့ရွာကိုရောက်တဲ့အခါဘန်ကသူတို့အားလုံးကိုကြိုဆိုပြီးစိတ်ကြိုက်စာနာအောင်စားတော့ကခွဲပြင်ဆင်ပေးထားပါတယ်သူတို့တွေအတူတူစားတော့ကြရင်အဲ့ဒီအမျိုးသမီးဂတိနေရပုံလေးလိုဖြစ်နေတာကိုသိသွားပြီးဝအန်တာမျက်ရည်ကျလာပါတယ်ဘန်ကစူးစမ်းပြင်ဆင်ပေးခဲ့ရပေမဲ့တက်ကိုကြကေပြီးကျေနပ်နေပါတယ်ရွာသားအစ်စ်တွေကသူတို့လည်းအလုပ်လုပ်ချင်တယ်လို့ပြောလာတဲ့အချိန်မှာဘန်ကဆိုင်တစ်တွေမှာကူညီပေးဖို့နဲ့လေခွင်းတစ်တွေလုပ်ဖို့ပြောပါတယ်သူတို့ကစီးပွားရေးမလုပ်ဘူးလို့ပြောပေမဲ့ကကျွမ်းတဲ့အလုပ်တွေကိုပဲဆက်လုပ်ဖို့အားပေးပါတဲသူတို့ကစီးပွားရေးမလုပ်တတ်ဘူးလို့ပြောပေမဲ့ဘန်ကသူတို့တက်ကျွမ်းတဲ့အလုပ်တွေကိုပဲဆက်လုပ်ဖို့အားပေးပါတယ်ယွန်ကလည်းသူတို့ဘဝတစ်မှာအတာကျကူညီပေးမယ်လို့ဂတိပေးပါတယ်ဒီကနွားနို့လှုပ်ထားတဲ့လက်ဆက်တက်ပါတဲ့ကိန်းမှုတွေကိုကျွေးမွေးလာပြီးလူတိုင်းကအရသာရှာတည်တယ်လို့ချီးကျူးကြပါတယ်ရွာသားအစ်စ်တွေဟာဒီနေရာမှာသူတို့ဘဝကိုပျော်ရှင်းရှင်းဖြတ်တန်းနိုင်တော့မှာဖြစ်ပါအားဒါပေမဲ့ကတော့လူဦးရေ1000ရှိတဲ့မြို့ကြဒီတစ်မျိုးဖြစ်လာအောင်ရွာကိုဆက်လက်တိုးချရမဲလို့ဘန်ကိုပြောပါတယ်ဘာရာကစကြဖို့အချိန်တန်ပြီလို့တတိပေးပါတယ်ဘန်ကအလုပ်လုပ်ပြီးမှစာပြန်ကြမတရားဘူးလို့ညဒီထွက်ပေမဲ့အပ်ပါကစာချမ်းလို့ဘသူမှတည်မသွားပါဘူးလို့ဆိုသေးဖို့တိုက်တွန်းပါတယ်အဲ့ဒီအချိန်မှာအော်သူကရုတ်တရက်ရောက်လာပြီးသူတို့ရှောင်လွှဲခြင်းနေတဲ့တန်ချင်းရဲ့အဝင်ပေးအကိုလျှောက်တွေ့သွားပြီးဖြစ်ကြောင်းကိုလေတောက်တင်ပါတယ်ကတော့ဒါကိုမြို့တော်စီချက်ချင်းအစီရင်ခံပြီးဥကလွယ်လို့တခြားနီးလည်းမရှိဘူးလို့ပြောထားအာဘီဘန်ဒီသတင်းကိုအစီရင်ခံထားရင်စားသူတို့ဒေရွာကိုအလုံးရင်းနဲ့လာကြတော့မှဖြစ်တယ်လို့သူအဖေကလည်းရွာရဲ့တိုးတက်ပြောင်းလဲမှုတွေကိုတည်သွားတော့မယ်ဆိုတာနားလည်ထားပါတယ်ဒါပေမဲ့သူကအဖွဲရဲ့ကင်ထောက်ဖြစ်တဲ့ခါစားကြီးသူမြို့တော်စီသွားရောက်အစီရင်ခံဖို့ခိုင်းလာအိုက်ပါတယ်အော်ကတစ်ဖွဲ့လုံးအတူတူသွားခြင်းပေမဲ့ဘန်ကဘော်သူနဲ့ area အော်ကတစ်ဖွဲ့လုံးအတူတူသွားခြင်းပေမဲ့ကအော်နဲ့ကိုတန်ကျင်တဲ့ကိုအရင်ဝင်ရောက်ဆူဆန်ဖပို့ခိုင်းပြီးရွှေတင်းသားကြီးတပြားပေးမရလို့ကတိပေးပါတယ် van ကခါစားလာတယောက်ထဲသွားရမှာဖြစ်လို့စိတ်မကောင်းဖြစ်ပြီးစုလာအနေနဲ့မင်းတရွယ်ထားတဲ့လက်ပေးလိုက်ပါတယ်ဒါဟာသူတို့မှရှိတဲ့မင်းတရွယ်အားလုံးကိုသူအန်ပြီးလှုပ်ထားတာပါခါလာကပြုံးပျော်ပြီးထွက်သွားတဲ့အခါကျန်တဲ့တငယ်ချင်းတွေကမနာလို့ဖြစ်ကြပြီးနေရချင်းကလဲကျင့်နေကြပါတယ်ခါလာဟာလန်ခီမှာအုပ်စုတစုနဲ့တိုးပေမဲ့
သူ့ရဲ့ဓာတ်ကအရန်ဆွမ်းတာကြောင့်အလွယ်တကူပဲနာထိတ်နီးနိုင်ခဲ့ပါတယ်အဲ့ဒီမှာသူကဖလီယာလို့ခေါ်တဲ့မိန်းကလေးတရေအကိုကဲတင်ခဲ့ပြီးခါရာကမြို့တော်ကိုသွားမဲ့သူနဲ့တိလိုက်ရတာကြောင့်သူသွားဖို့ဖိတာခေါ်လိုက်အဲ့ဒီမှာသူကဗျာလို့ခေါ်တဲ့မိန်းကလေးတယောက်ကိုကဲတင်ခဲ့ပြီးခါကမြို့တော်ကိုသွားမဲ့သူတိလိုက်ရတာကကြောက်သူသွားဖို့ဖိတ်ခေါ်လိုက်ပါတယ်လမ်းမှာသူမအဖေကဘယ်တော့တယောက်ဖြစ်ပေမဲ့တက်စစ်ပွဲမှာတေဆုံးသွားခဲ့ပြီးနေမြေတွေတိဟန်ခံရတာကြောင့်အားလုံးဆုံးရှုံးခဲ့ရကြောင်းသူ့ကိုပြောပြပါတယ်သူမကမြို့တော်မှာအလုရှာဖို့သွားတာဖြစ်ပြီးမဲ့ခါဆာလာကတော့သူမကိုသူတို့ရွာမှာပဲအလုပ်လုပ်ဖို့အတွက်နဲ့သူမကိုသူကကွယ်ပေးမဲ့အကြောင်းအောင်းပြောပါတယ်ဒါကြောင့်သူမကခါဆာလာတဲ့နဲ့အတူလိုက်လာဖို့စတုံးဖြတ်လိုက်ပါတယ်ဗန်ကတော့စောစုတွေရွာတဲ့ကိုအစုလိုက်အပြုံလို့ကဝင်မလာအောင်ရွာအပြင်ဘက်မှာကင်းစခန်းတစ်ခုစောင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်အာစမာရာကိုအဲ့ဒီကင်းစခန်းကိုကြည့်ခိုင်းပြီးရွာရဲ့အာဆမကိုအဲ့ဒီကင်းစခန်းကိုကြည့်ခိုင်းပြီးရွာရဲ့အေဂျင့်မှုကိုထိမ့်သိမ်းဖို့ဦးရဲကောင်းအဖွဲ့တစ်ခုကိုဖွဲ့စည်းဖို့လိုချေအောင်ဆွေးနွေးကြပါတယ်ဗန်ကရွာထဲမှာအလုံများနေတာကြောင့်ကိုပဲအဲ့ဒါဒီအဖွဲ့ကိုဖွဲ့စည်းခိုင်းပါတယ်ရွာသားတွေကကင်းစခန်းဆောက်ဖို့ဗန်ကိုကူညီပေးကြပြီးဗန်ကတမာတဲ့သူတွေကိုသူရဲကောင်းဖွဲ့ထဲဝင်ဖို့ဖိတ်ခေါ်တဲ့အခါသူတို့ကအစာနဲ့စာချုပ်ပြီးသားဖြစ်နေတာကြောင့်ဗန်ကအစာသူ့ထက်လက်ဦးသွားတာကိုမယုံနိုင်အောင်ဖြတ်စစ်နေပါတယ်ခါးစာနာရွာကိုပြန်ရောက်လာပြီးမြို့တော်ကိုအစီရင်ခံစားဖို့ခဲ့ပြီးဖြစ်ကြောင်းပြောလာပြီးဗျာကိုတွေးလိုက်ရမှာဖန်ကသူမကိုရွာမှာနေဖို့ကြဘို့ဆိုလိုက်ပါတယ်ပလီယာကခါဆာလာကိုအောက်တွေလက်ကနေတန်းသားရီလာသူရဲကောင်းတယောက်ကိုကဲတင်ပေးခဲ့တာဖြစ်ကတောင်းပြောလာပြီးသူတို့စကားပြောနေကြတော့လူမိုက်အုပ်စုတစုချင်းကက်လာတာကိုတွေးလိုက်ရတာကြောင့်ဗန်လာအန်သွားပါတော့တယ်ဗန်ကလူအုပ်ကိုလူမိုက်တွေလိုထင်နေပေမဲ့ခါစာအနာကသူတို့ဟာစုံစားသူတွေသာဖြစ်ကြောင်းပြောရပါတယ်သူတို့ကဒီနေရာကမလုံခြုံတာကြောင့်ရွာကိုပြန်နာကြားဖို့အားလုံးကိုသတိပေးကြပါတယ်ဗန်ကသူတို့ဟာရွာသားတွေရဲ့အပေါ်မှာစေတနာရှိမဲတိသွားပြီးခံပုံကလည်းသူတို့ပုံစံကတကြောင်စရာကောင်းဒါပေမဲ့တကယ်စိတ်ရင်းကတော့သဘောကောင်းသူတွေဖြစ်ကြောင်းထောက်ခံပေးပါတယ်သူတို့ကအားလုံးကိုလန့်သွားအောင်လုပ်ပြီးလိသူတောင်းပန်ကြပြီးဒီမှာဆက်နေရင်မိစ္ဆာတွေရဲ့တိုက်ခိုက်မှုကခုခံရနိုင်တယ်လို့ပြောပါတယ်ဗန်ကတော့သူတို့ရွာကဒီနားတွေရှိတာမလို့အစင်ပြေချောင်းပြန်ရှင်းပြလာပြီးစွမ်းကားသူတွေတရွာကြီးကခက်တာကြီးတစ်ခုနဲ့တူနေတာကိုမယုံနာတိုင်အောင်ဖြစ်နေကြပြီးဒီလောက်တောက်တင်တဲ့ကာကွယ်ရေးစနစ်တွေကိုပဲလိုဆောက်ခက်လဲဆိုတာကိုသိချင်နေကြပါတယ်ဒါကြောင့်ဗန်ကသူ့ရဲ့ထုတ်လုပ်ရေးမော်ကိုပြတလိုက်ပြီးသူကယာယူချမ်းစီယိုတစ်ခုကိုဖနာတီးပြလိုက်ချိန်မှာတော့သူတို့တွေဗန်ရဲ့စွမ်းအားကိုအံ့ဩသွားကြပါတယ်အဲ့ဒီအချိန်မှာဒီကလိုအပ်တဲ့ပစ္စည်းတွေကိုလေပြီးရောက်လာပါတယ်သူတို့ကမြို့တော်မှာနာမည်ကြီးနေတဲ့ကိုမှတ်မိသွားကြပေမဲ့သူ့ကိုကလေးလို့ခေါ်လိုက်တာကကြောင့်ဒီကဒေါသထွက်သွားပြီးသူတို့ကိုရင်ဆိုပြင်ဖို့ပြင်ပါတယ်တယောက်ကဓာတ်ထုတ်လိုက်ပေမဲ့ဒီကအဲ့ဒီဓာတ်ကိုထဒင်းချောင်းခွဲပစ်လိုက်ပါတယ်ဒါကြောင့်လူမိုက်ဆိုတာသူတွေဟာဒီဟာသူတို့ထားကအများကြီးတက်မှာပဲတီးသွားပဲရိုးရိုးသေးသေးဆက်ဆက်လာကြပါတယ်အဲ့ဒီနောက်အော်သူကဒန်ဂျင်ကနေပြန်ရောက်လာပြီးကာဆာလာနဲ့အတူမိန်းကလေးတယောက်ပါလာတာကိုတွေ့ပြီးအံ့ဩသွားပါတယ်ကာဆာလာကမြို့တော်ကိုသွားတဲ့လမ်းမှာတွေ့ခဲ့ဒါဖြစ်ကြောင်းပြောပြလာပြီးသူတို့တွေတဲ့ခွခံမာနားကြဖို့လုပ်ကြပေမဲ့အော်သူတို့ကလေအဲ့ဒါကိုမယုံနိုင်အောင်ဖြစ်နေစေပါကာဆာလာကမြို့တော်ကိုသွားတဲ့လမ်းမှာတွေ့ခဲ့ဒါဖြစ်ကြောင်းပြောပြလာပြီးသူတို့တွေတဲ့ခွခံမာနားကြဖို့လုပ်ကြပေမဲ့အော်သူတို့ကအော်ဒါကိုမယုံနိုင်အောင်ဖြစ်နေစေပါဘန်ကခါရာနဲ့ဖလိုင်းမှာတို့အတွက်အိမ်တလုံးဆောက်ပေးဖို့တွေ့လို့ကဒါကြောင့်အော်တိုမှာစိတ်တက်ပါကျသွားပါတယ်အေရီယာကတန်ချင်းပတ်ဝန်းကျင်မှာမိစ္ဆာတွေများကြီးမရှိပေမဲ့အဝင်ပေါက်နားမှာအလိုနက်တဲ့ကြောက်ကြီးတစ်ခုရှိကြောင်းကိုအစီရင်ခံပါတာဒေဗန်ကအဲ့ဒီနေရာကိုဘလောက်ဝေလဲလို့မေးလာပါဒီမြင့်ရထားနဲ့တွားရင်2နာရီကနေကူတင်ကြိုင်ပတ်ဝန်းကျင်ကအခြေအနေတွေကကြံတန်းတာကကြောင်စွန်စားသူတွေကအခြေစိုက်စခန်းအသေးသားလေးတွေကိုပဲစောက်ထားလေးရှိကြပါတယ်ဘန်ကသူ့ပညာနဲ့စခန်းကြီးစောက်နိုင်အေပရီယန်ကတိပေမဲ့ဘန်ကရွာကနေမထွက်ချင်တာကြောင့်သူမလက်လျှော့တွားအောင်ခက်ခဲတဲ့တောင်းဆိုမှုတွေလုပ်လို့ကပါတယ်ဒါပေမဲ့သူမကလက်မလျှော့ပဲမနှက်ဖြန်ထွက်တက်ခွာနိုင်ဖို့အားလုံးပြင်ဆင်ပေးမယ်လို့ပြဘောလိုက်တာကြောင့်ခုပဲနှိမ်နှင်းလိုက်ကြပြီးအောက်ပွဲခံကစူညံနေတာကြောင့်ရှက်ဖြစ်မိပါတဲသူတို့ခီးဆက်လာရင်ကြောက်ကြီးနာရောက်တဲ့အခါဗန်ကမြင်းရထားကိုရက်ခိုင်းလိုက်ပါတယ်စုံစားသူတွေကမခိုင်ခံတဲ့တရားဟောင်းပေါ်ကနေဖြက်ကဥဖို့မကြောက်ကြတာကိုဗန်ကမယုံနိုင်အောင်ဖြတ်စစ်နေပါတယ်သူကဘေးကင်းပုတ်ကိုဦးစားပေးရမယ်လို့ပြောပြီးသူ့ရဲ့ထုတ်လုပ်ရေးတွေနဲ့ခိုင်ခံတဲ့ဓာကြီးတစ်ခုကိုတိစောက်ပေးလိုက်ပါတယ်ဒန်ဂျင်အဝင်ပေါက်ဝကိုရောက်လာခြင်းမှနေရာကကျင်းနာကြောင့်ဘလို့စခန်းမျိုးဆောက်ရမလဲလားတို့ဗန်ကစဉ်းစားပါတယ်သူကမိစ္ဆာတွေအပြင်ထွက်မလာနိုင်အောင်ဝင်ပေးတောက်မှာတကားကြီးတစ်ခုအရင်လှုပ်လိုက်ပြီးစွာသူဘွေနဲ့အတူနားနေဆောင်တစ်ခုလှုပ်ထားလိုက်ပါတယ်ဓာတ်ကအရန်ကောင်းမှုတာကြောင့်အားလုံးအံ့ဩတာတွားကြပါတယ်အထဲမှာနားဖို့လိုအပ်တဲ့အသုံးဆောင်တွေအစုံလင်ပါဝင်ပါတယ်သူတို့တွေဝရန်နာပေါ်ကနေတဘာဝအလှတရားတွေကိုကကြည့်ပြီးဒါဟာအနားယူပေါ်အကောင်းဆုံးနေတာပဲစပို့ပြီးသဘောကျနေကြပါတယ်ဘန်ကသူတို့အတွက်ရေလောင်ခံတွေနဲ့မိုးရေခန်းစာနစ်တွေကိုပါတိဆောက်ပေးထားကြောင်းပြောပြပါတော့တယ်ကခေါမိုးပေါက်မှာရေတိုင်ကင်တွေနဲ့မိုးရေခန်းစနစ်တွေလုပ်ပေးထားကြောင်းဒါပေမဲ့အဲ့ဒီရေတွေကိုတိုက်ရိုက်တောက်လို့မရတော့ရှိပြပေမဲ့စွန်စားသူတွေနားလေရဲ့လားအားဆိုတာသူသိမသိကြပါဘူးအဲ့ဒီနောက်မှာဘန်ကအိုကိုစကမ်းမှာရှိတဲ့သူအားလုံးကိုစောက်ရှောက်ပေးဖို့မှကြားခဲ့ပါတဲနေမဝင်ခင်ပြန်မရောက်ရင်ဆိုတာခံရမှာကိုသူစီပူးဝင်နေလို့ပါအဲ့ဒါကိုလူမိုက်ဆိုတာသူတွေကဝိုင်းညီကြပါတယ်အဲ့ကတော့သူမရှာတွေ့ထားတဲ့မင်းတွေတိုင်းကဒိုအားလုံးကိုပြသမားကိုချီးကျူးကြပါတယ်ဘန်ကိုပြန်ရောက်တဲ့အခါအက်စပါလာကကြိုဆောင်နေတာကိုတွေ့လိုက်ရပါတယ်ဘန်ရွာကိုပြန်ရောက်တဲ့အခါကြိုဆောင်နေတာတိသူတွေ့လိုက်ရပါတယ်သူကအော်တုံကိုဝိုင်းကူပြောဖို့တနာခဲ့ပေမဲ့အက်စပါတာကတော့နားမထောင်ပဲကိုဆွဲခေါ်သွားပါတော့တဲ့နောက်ပိုင်းမှာဘန်နန်အက်တို့ရွာထဲလမ်းလျှောက်နေကြတော့အက်ကတီမာနာအေးရတာလူတိုင်းပျော်ရွှင်နေကြပါပဲလို့ပြောပါတဲချင်တာလဲလို့မေးတဲ့အခါအချကချင်တယ်လို့ဖွာတင်ပြောလိုက်မိပါတယ်သူမကိုယ်တိုင်လည်းအဲ့ဒီစကားကိုအတန်ထွက်ပြောမှတီးသွားလို့ရှက်သွားပေမဲ့ဘန်ကအဲ့ဒီစကားကိုကဓာပြီးပျော်နေတာကိုသတိပြုမိသွားပါတယ်ဗန်နီရိုက်ကိုတို့မျိုးတော်ကနေပြန်ရောက်လာပြီးသူတို့ရဲ့လုပ်ငန်းအသစ်ကိုတီထောင်နိုင်ခဲ့ပြီဖြတ်ကျောင်းသတင်းကောင်းပါလာပါတယ်သူတို့ကငကားပစ္စည်းတွေအတွက်ပလက်တီနဲ့တင်တွေကိုဘန်ကိုပေးအပ်ပါတယ်
ဘန်ကအဲ့ဒီပတ်စံတွေကိုဒီကိုလဲပေးလိုက်ပြတီတီကတခါမှဒီလောက်အများကြီးမကင်ဘူးကြီးတောင်းနေရပါတယ်ယူလုတ်ကြီးဖို့လုပ်ပေမဲ့အဆင်မပြေပါဘူးခုကိုရှုံးနေတာကိုတွေ့ရလို့အကအံ့ဩတော့အားပါတယ်ဘန်ကတော့သူဟာအမြဲတမ်းရှုံးနေကြဖြစ်ပြီးမေအပညာကလွယ်ရင်ဘာမှထူးခြားတဲ့သူမဟုတ်ဘူးလို့ဆိုပါတယ်ဒါပေမဲ့အချံဟာဓာတ်သုံးစာပေမှာပါတော့တဲ့သူဖြစ်ကြောင်းသူမှဘာမှမတတ်တာဖြစ်ကြောင်းပြန်ပြောပါတယ်ဖုံးပြောလိုက်ပါတယ်မူမတ်တွေကရုပ်သိမ်းမှုကိုဗန်ရက်ထုတ်လို့ရေးမှာပေါ်လိုပဲအတုံးမကျဘူးလို့သတ်မှတ်ထားကြတာပါဒါပေမဲ့ဘန်ကသူမရဲ့ဟာရှားပါတဲ့ဖြစ်ကြတာဝက်အယုတ်တရုတ်လုပ်ပေးမယ်လို့ဆိုပြီးမော်စွမ်းကိုပြခိုင်းပါတယ်ဘန်ကဒီမော်ပညာမှာအကန့်အသတ်မရှိတဲ့အလားအလာဝေးရှိကြောင်းပြောပြီးတီကလည်းရွာသားတွေကိုပါတွေ့တစ်ခုလုပ်ပြဖို့ကြံပေးပါတယ်ညရောက်တဲ့အခါရွာသားအလုံးစုဝေးလာကြပြီးဗနာကအချက်မော်ပြဝဲအကြောင်းကိုကြော်ကြပါတဲသူမကအယုတ်ကိုစားတဲ့ထိန်ချုပ်ပြတဲ့အခါရွာသားအားတွေကသူမရဲ့ကိုမက်မိသွားကြပါတယ်အတိတ်တုန်းကရုပ်သိမ်းမှုကိုတော့ပင်ဘရင်မိတာဓာစုကိုတိုက်ခိုက်ခဲ့အတိတ်တုန်းကရုပ်ဝသုံးပြီးဘရင်မိသားစုကိုတိုက်ခိုက်ခဲ့ဘူးလားကြတောင်ရွာသားတွေကစိုးရိမ်ထိတ်လန့်သွားကြပါတယ်အဲ့ဒီကလူတွေသူမထင်လွှမ်းနေကြတာကိုတွေ့ပြီးစအိတ်တက်ကြသွားပေမဲ့ဘန်ကသူမကိုတတိပြန်ဝင်လာဒါကိုကူညီပေးလိုက်ပါတယ်ဒါကြောင့်သူမကဆက်လက်ပြီးတော့သူမရဲ့အယုတ်ကလာလေးကိုကပြစီပြီးလှပတဲ့ဖြောပြရဲတစ်ခုကိုတင်ဆက်လိုက်တာကြောင့်လူတိုင်းကအံ့တင်တက်သွားကြပါတယ်သူတို့အားလုံးကသူမရဲ့ဖြေမှုကိုဝိုင်းဝန်းအားပေးကြပြီးအချကလည်းသူမကိုသူမအတုံးမကြတယ်သူမဟုတ်ကြောင်းသိမြင်လာအောင်ကူညီပေးခဲ့တယ်ဘန်ကိုကျေးဇူးတင်စကားဆိုပါတယ်အဲ့ဒီနောက်မှာတော့ခံပုံကတော်ဝင်မိသားစုရဲ့တစိမ့်ပါနဲ့မြင်သားတစည်းချင်းကလာကြောင်းကိုအစီရင်ခံပါတယ်ဘန်ပြင်ထွက်ကြည့်တဲ့အခါမီတာကိုတွေးလိုက်ရပြီးသူမကဘူးဘလို့နေလဲလို့နှုတ်ဆက်လာပါတယ်ယုံကြည်မှုရှိလာအောင်သူကူညီပေးခဲ့တာဖြစ်ကြအောင်ရှင်းပြပါတယ်မီတာကဘန်ကိုဘရင်ကြီးနဲ့မိတ်ဆက်ပေးပြီးဘရင်ဒီကအန်ကိုဘယ်ရုံဘက်တယောက်အကနိုင်ငံအတွက်ကျိုးပြုမဲ့သူဖြစ်လာဖို့မိန့်ကြားပါတယ်ဘရင်ကြီးကငကားနဲ့ပတ်သက်တဲ့ဖြစ်ရမှန်ကိုကိုယ်တိုင်ကြားသိခြင်းလို့ရောက်လာတာဖြစ်ကြီးအောင်းနဲ့အမှန်တိုင်းပြောဖို့ဘန်ကိုဆိုပါတယ်ဇန်ကလည်းလက်ခံလိုက်ပေမဲ့သူပြောမဲ့အရာတစချိုးကမဖြစ်နိုင်ဘူးလို့ထင်ရနိုင်တာကြောင့်စိတ်ကိုဖွင့်ထားပေးဖို့ဘရင်ကြီးကိုတော့ဆိုပါတယ်သူကဘရင်ကြီးကိုရွာထဲလိုက်လံပြီးတတိုင်းတွေကိုဘလို့စောက်ခဲ့လဲဖြစ်ကြောင်းလည်းမြပပစ္စဝတ်ကြောင်းကိုရှင်းပြပါတယ်ဘရင်ကြီးကသူ့ရဲ့လက်ထောင်အာဘာကိုဘလို့ထင်လဲလို့မေးတဲ့အခါအာဘာကမြပစ္စက်တွေဟာအကွာဝေးအကန့်အသတ်ချက်ရှိပြီးအသုံးပြုရတာအဆင်မပြေကြတောင်းမှတ်ချက်ပါတယ်ဒါကြောင့်ကခတ်မှန်ကိုလက်တွေ့ပြတာစခိုင်းလာတိုက်ရတော့အုပ်ထဲကိုများနဲ့နှစ်ထန်ပစ်ခတ်လာတိုက်ပြီးပြင်းထန်တဲ့ပောက်ကွဲမှုတွေဖြစ်သွားဒါကြောင့်ဘရင်ကြီးချိန်ချင်းအထင်ကြီးသွားပါတော့တဲ့ယုံကြပေမဲ့ဖွင့်ထားဖို့ထပ်ဖန်ကအဲ့ဒီများပင်စံကိုသူကိုယ်တိုင်လုပ်ခဲ့တာလို့ပြောတဲ့အခါဘာသူတို့ကမယုံကြပေမဲ့ဘန်ကစိတ်ကိုဖွင့်ထားတို့ထပ်မှတ်တတိပေးပါတယ်အာဘာကရွာကိုတိဆောက်ဖို့ဘယ်နှစ်ကြာခဲ့လဲလို့မေးရန်ကလာအနှဲငယ်ပဲကြာတယ်လို့ဖြေလို့အဲ့ဒါကြောင့်ဘရင်ကြီးနဲ့အာဘာတို့လုံးဝစဝေစားပုံကဖြစ်သွားကြပါတယ်ဒါကြောင့်မေတာကနောက်ထပ်လက်တွေ့ပြသမှုတစ်ခုလုံးကိုအကြံပြုပါတယ်ရွာထဲလမ်းလျှောက်သွားကြတဲ့အခါရွာသားတွေကနာကိုရင်းနီးနီးနှုတ်ဆက်ကြတာကိုကြည့်ပြီးဘာကအံ့ဩနေပါတယ်ကဘာရောက်တဲ့အခါမှာတော့တွေ့ရခဲ့တဲ့ရေသူမှာတွေ့ကိုမြင်လိုက်ရလို့ဘရင်ကြီးတို့ထပ်မှန်ထားတိတ်လက်သွားကြပါတယ်ဘန်ကတစ်ခုကိုဘလို့ဖမ်းလဲဆိုတာပြသဖို့အတွက်ကအစာကိုမြေကြီးတွေကျွတ်တက်လာအောင်အရင်လို့ခိုင်မောပညာနဲ့အဲ့ဒီမြေကြီးကိုတတိုင်းအဖဖြစ်ပြောင်းလဲပစ်လိုက်ရဘရင်ကြီးနဲ့အာဘာတွေအကြီးကျက်တုံလှုပ်သွားကြပါတယ်အဲ့ဒီနောက်နားနေဆောင်မှာအနားယူနေတော့ရေသူမှာတကောင်းဆောင်ဖမ်းတာကဘရင်ကြီးကိုဘသူလဲလီမေးပါတယ်ဂါရပြူပြီးချစ်ကြည့်တဲ့လက်ဆောင်ဖြစ်လန်းကပုတ်ခေါ်တဲ့နတ်ဖျားတွေရဲ့ဒဏ္ဍာရီလာတတုတဆမျိုးကိုပေးအပ်ပါတယ်အာဘာကအဲ့ဒီတတိနဲ့တရားထဲမကတန်ဖိုးရှိကြောင်းပြောနေတော့မှပဲဗန်ကအဲ့ဒီသတင်းပြောင်းလဲပစ်လိုက်ပါတယ်သူတို့တွေညီငုံကျွန်တော်တို့တွေညင်းကုန်တာတွေ့ကြတော့ဗန်ကတူလှုပ်လိုက်တာကိုဖုံးကွယ်ဖို့စူးစမ်းပေးမယ်အဲ့ဘရင်ကြီးကအားလုံးကိုထုတ်ပြဖို့အတွက်နဲ့ဗန်ရဲ့တောင်းဆိုချက်တွေကိုနားထောင်ပေးမယ်လားတိုးကတိပေးပါတယ်ဒါကြောင့်ချားပင်နေရာကိုမှမလွတ်ပေါ်တောင်းဆိုလိုက်ပါတယ်ဘရင်ကြီးကဗန်လိုအရေးချင်းရှိတဲ့သူကမျိုးတော်မှဆိုရင်ပိုပြီးကောက်မှုနဲ့ဆက်ဆံမှုတွေ့ရနိုင်တာကြောင့်ထူးဆန်းနေပေမဲ့ဗန်ကတော့သူ့ရဲ့ရွာသားတွေကိုကောက်ကွယ်ဖို့ကနေမြေရှင်တယောက်ရဲ့တာဝန်ဖြစ်တာကြောင့်ဒီမှာပဲနေချင်းကြောင်းပြောပါတယ်ဘရင်ကြီးကဗန်ရဲ့ပါရမီတွေကိုဒီမှာပဲထားခဲ့ရတာနှမျောစရာကောင်းတယ်လို့ထင်ပေမဲ့လေးမှာပဲအေးလိုဘွားကိုဆက်တက်ဖြန်သွားပါတော့တဲ့ဘရင်ကြီးကပါရမီတွေကိုဒီမှာပဲထားခဲ့ရတာနှမပြောစရာကောင်းတယ်လို့ထင်ပေမဲ့ဗန်ကတော့သူ20မပြောင်းရတာကြောင့်ဝမ်းသာနေပြီးဒီရွာလေးမှာအဘဲအေးလိုဘွားကိုဆက်တက်ဖြန်တန်းသွားပါတော့တဲ့ဘရင်ဒီလိုကမျိုးတော်ကိုပြန်ဖို့ပြင်ဆင်နေတုံးမှာငကားတကောင်ချင်းကတ်လာနေကြောင်းချက်ပေးတန်ထွက်လာပါတယ်ကလူတိုင်းကိုတိုက်ပွဲအတွက်ပြင်ဆင်ဖို့အမေပေးလိုက်ပါတယ်ငကားကိုမော်စရာတယောက်ကထိန်းချုပ်ထားတာကကုသူတို့တတိထားမိကြပြီးဘရင်ကြီးကဒါဟာရနန္နာဘရင်နိုင်ငံကဖြစ်ရမယ်လို့ယူဆရန်သူအပေါင်းအပတွေအနားမှာရှိနေနိုင်တာကြောင့်အားလုံးကသူတတိထားဖို့ပြောပါတယ်ငကားကအမြင့်ပေတော်များများမှာပြန်တန်းတာဒီဒါကြောင့်ရိုးရိုးများပစ္စတွေနဲ့မမိနှုံကဘဲဖန်ကတိနေပါတယ်ဒါကြောင့်သူ့ရဲ့ပုံစံတစ်လက်နက်ကဆက်တက်ဖို့အချိန်တန်ပြီးလို့သူကဆုံးဖြတ်လာအိုက်ပါတယ်တစ်ဖက်မှာတော့မင်းသားရှာယာနီမန်ကသူ့လူတွေကကိုဦးဆောင်လာပြီးနေမြေကိုစူးစမ်းဖို့ဝိုင်းဖန်ငကားကိုလွတ်လိုက်ပါတယ်သူကဒီလိုဝေးလန်းခေါင်များတဲ့ရွာလေးကိုတိုးကအခိုက်ဖို့လာရတာကိုမယုံနိုင်အောင်ဖြစ်နေပြဒါဟာလွယ်ကူတဲ့အလုပ်တစ်ခုကိုထင်နေတာပါဒါပေမဲ့ရွာကခန်းနဲ့ကြီးတစ်ခုလိုဖြစ်နေတာကြီးမြင်လိုက်ရတဲ့အခါသူ့လူတွေကထိတ်လန့်ကုန်ကြပါတယ်မင်းသားကဒီလိုနေရာပြိုးမှာခံတက်ရှိဖို့မဖဖြစ်နိုင်ဘူးလို့ဆိုတဲ့အာတမတိုက်ခိုက်ခိုင်ပါတယ်သူတို့ကဂိမ်းတကားကိုဝိုင်းပြီးတိုက်ခိုက်ကြပေမဲ့တကားကလုံးဝမပြိုလဲပါဘူးကရနာကသူ့ရဲကောင်းတွေဒီမှာဘာလာလောက်တာလဲလို့မေးလိုက်တဲ့အခါမင်းသားကသူတို့ရနန္ဒာကဘလူးတိလဲလို့ပြန်မေးပါတယ်ဘန်ကတော့သူကခံမှန်ပြီးပြောကြည့်တာဖြစ်ပြဒီမင်းသားကိုယ်တိုင်ဝန်ခံလိုက်လို့ဝမ်းသာတာဘွားပါတယ်မင်းသားကဒီရွာကိုဘလို့လောက်ခဏီးဖြစ်အောင်လှုပ်လိုက်တာလဲလို့မေးလာပြီးဘန်လဲရွာသားတွေနဲ့စုပေါင်းတိဆောက်ခဲ့တာလို့ရှင်းပြပေးမယ်မင်းသားကမယုံပါဘူးသူကငကားကိုတိုက်ခိုက်ခံလိုက်တဲ့အခါရွာသားတွေကလက်နက်တစ်ကိုပစ်ခတ်လိုက်တယ်လို့မျက်တွေအများတောက်များထွက်ပေါ်လာပြီးငကားကိုပစ်ချလိုက်ပါပါတယ်အာဘာကဒီလက်နက်ရဲ့စွမ်းအားကိုအံ့ဩနေပြီးသူစစ်သူတွေကတော့လက်နက်ချသွားကြပါတယ်ဒါပေမဲ့မင်းသားကတော့ဆက်ပြီးခေါင်းမနေတာကြီးအောက်မီတာကမြပစ်သက်နဲ့6လမ်းလိုက်ပြီးနောက်ဒါပေမဲ့မင်းသားကတော့ဆက်ပြီးခေါင်းမနာဒီဒါကြောင့်မီတာကမြပစ်ဆက်နဲ့6လမ်းလိတောက်ပြီးနောက်တစ်ခါဆိုရင်မလွဲစေရဘူးလို့တတိ
ပေးလိုက်မှသာသူလက်နက်ချပါတော့တဲ့ဖခင်ကပါလေတူဘူးလို့အားလုံးကတတ်မှတ်ခဲ့တာဖြစ်မယ်လို့ဆိုပါတယ်ဒါပေမဲ့အခုလိုထုတ်လုပ်ရေးမော်ကစွမ်းထွက်နေလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြတဲ့အတွက်မော်စွမ်းတတ်မှတ်ချက်တွေကိုပြန်လဲသုံးသပ်ဖို့လိုအပ်ပြီးလို့ဘရင်ကြီးကယူစိတ်ပါတယ်အဲ့ဒီနောက်မီတာကမင်းသားရဲ့နီမန်ကိုစစ်ဆေးမေးမြန်းကြည့်ရမှာရန်နိုင်ငံဟာဒီကိုတိုက်ခိုက်ဖို့နှစ်ပေါင်းများစွာကလေးကစီစရင်ခဲ့တာဖြစ်ပြီးလွယ်ကူတဲ့ပြစ်မှတ်လို့ထင်ခဲ့ကြားသိရပါတယ်အာဘာကတခြားအခြားနာမည်တွေကိုတိုးကခိုက်ဖို့အစီအစဉ်ရှိလားလို့မေးတဲ့အခါမင်းသားကသူတို့ရဲ့အဓိကဖြစ်မှတ်ဖြစ်တဲ့ခန္ဓာကြီးကိုတိုက်ခိုက်ဖို့တီးခြားစိတ်သက်တစ်ခုလွတ်ထားဖြစ်ပြီးလို့ဖွင့်ပြောလိုက်ပါတယ်မီတာကဘရင်ကြီးကိုသတင်းပို့လိုက်ပြီးအာဘာကစကိုမြို့ကိုသူရဲကောင်းနေတဲ့စီလို့ပေါ်မျိုးတွေဒါကိုအမြန်ပြန်သေးပြီးတော့အကြံပေးပါတယ်ဘရင်ကြီးကံကိုလည်းကာကွယ်ရေးမှာကူညီပေးပြီးသူ့တောင်းဆိုပေမဲ့ရေနံကတော့ရွာကတိုးတက်ဆန်ဖြစ်တာကြောင့်ရွာကတူထားခဲ့လို့မရကြောင်းညင်းဆိုပါတယ်ဒါပေမဲ့မိတာကနိုင်ငံကိုကာကွယ်ဖို့ဆိုတာမူမတ်တရဲ့တာဝန်ဖြစ်တယ်လို့ပြောတာကြောင့်ဖန်ကလက်ခံလိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့စစ်တပ်ကိုသူကိုယ်တိုင်ပဲဖွဲ့စီးမယ်လို့ပြောထားပြီးကသူမရှိခိုက်မှာရွာဒါကိုစောက်ရှောက်ဖို့တာဝန်ပေးပြီးဒီကိုဒါပပေမဲ့သူ့ရဲ့စစ်တပ်ကိုသူကိုယ်တိုင်ပဲဖွဲ့စီမဲ့လို့ပြောပြီးဘန်ကသူမရှိခိုက်မှာရွာကိုစောက်ရှောက်ဖို့တာဝန်ပေးပြီးဒီကိုတော့သူနဲ့အတူလိုက်ဖို့ပါပြောပါတယ်တခြားသူတွေကိုတော့အနေရများလို့ထားခဲ့ပါပုတ်လုပ်ပေမဲ့သူတို့ကလည်းလိုက်ချင်တယ်လို့အတင်းပြောတာကြောင့်သူ့ရဲ့အဖွဲ့ကလည်းကိုကာကွယ်ပေးဖို့ဆန္ဒပြုကြပါတယ်ဘန်ကချားဆိုတာသူတွေကိုပါခေါ်ဖို့နဲ့ပါဝင်ကူညီရအင်စုလက်ကြီးမပေးမယ်လို့ဂတိပေးလိုက်ပါတယ်ကာဆာလာကိုတော့သူတို့ရဲ့ကိန်းထားဖြစ်လိုက်ပါဒါလို့ပြောလာပြီးကာဆာလာပထမတော့တိတ်ဆိတ်မဝင်စားပေမဲ့ဘန်ကဒီခီးစင်မှာမပါရင်ဗာမီစူးစားစောက်ပွဲကိုလာခွင့်မပေးဘူးလို့ပြောလိုက်တယ်ဒါနဲ့ချက်ချင်းစိတ်ပြောင်းပြီးလိုက်မယ်လို့ပြောလိုက်ပါတယ်မီတာကတော့ဖာတီနန်တို့နယ်မြေကိုစီရင်ကစားသွားတင်ဖို့လိုတာကြောင့်အဲ့ဒီနောက်မာစကူမျိုးကိုလိုက်လာမယ်လို့ဂတိပေးပါတယ်သူမကဗန်ကိုဘလို့လက်နက်တွေယူသွားမလဲလို့မေးတဲ့အခါလို့ကတူရဲ့ဖန်တီးမှုတွေကိုယူသွားခြင်းပေမဲ့ရတာခဏခံမသိနေပါတယ်အဲ့ဒီအချိန်မှာအဲ့ကသူမရဲ့ယုံသေးမှုကိုအသုံးချနိုင်ကြောင်းအကြံပေးပါတယ်ဘန်ကသူ့လူတွေကိုစူးစီးပြီးကာကွယ်ဖို့သူ့ရဲ့တာဝန်ဖြစ်ကြောင်းဒါပေမဲ့အားလုံးအသက်ရတင်လျက်ပြန်လာနိုင်အောင်သူတေချာလှုပ်ဆောင်ပါဒီမှာဖြစ်လို့မစိုးရင်ကြဘူးပြောကြပါတယ်တစ်ဖက်မှာတော့ဗန်ရန်ဖင်ဟာစက်ကူမျိုးတို့ကခိုက်ခံနေရတာကိုသိလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီကခိုက်ခံလိုတာကြောင့်အလွယ်တကူကြဆုံးမှမဟုတ်ဘူးလို့သူထင်နေပြီးသူ့ရဲ့စစ်စတက်ကိုစူးစီးဖို့အမိန့်ပေးပါတယ်အစီခံကပန်စီကနေစစ်ကူတောင်းတင်လာလို့မေးတယ်အခါကဗန်ရဲ့ရွာကအရန်ဆင်းရဲတာကြောင့်စစ်တကတောင်းရှိမှမဟုတ်ဘူးလို့ဆိုပါတယ်အစီခံကနှစ်ကားကိုနှိမ်နှင်းပြီးတဲ့နောက်ပဲယုံပွဲကိုရခဲ့တာကိုပြောပြပေမဲ့ကဲဒရဘာကအမှတက်ကြီးပေါ်မရှိတာကြောင့်ဒါဟာမဖြစ်နိုင်ဘူးလို့ယူဆနေပါတယ်သူကစကူတာကိုအမြန်သွားဖို့အမိန့်ပေးပါတယ်ဟာစကူတာနဲ့တောင်တကားကိုရောက်တဲ့အခါတကားကြီးအကျိုးပြက်နေတာကိုမြင်ပြီးမယုံနိုင်အောင်ဖြစ်သွားပါတယ်သူကသူ့လူတွေကိုပြန်ဆူးစီးဖို့ကြိုးစားပေမဲ့ရန်သူဝိုင်ဘတ်နဂါးတွေကသူတို့ရဲ့လက်နက်သစတွေနဲ့ပုံကျဲတိုက်ခိုက်ကြပါတယ်နဂါးတကောင်ကသူ့စီကိုတက်ကြီးဆင်းလာတာအားကြောင့်သူဟာတေးရတော့မယ်ထင်နေတော့မှာပဲဒီနဂါးတွေကရုတ်တရက်တခြားကိုပြန်ထွက်သွားကြပါတယ်သူတို့ကိုဘာလို့အပြစ်မရှင်းသွားတာလဲဆိုတာကဒေကတွေ့မရဖြစ်နေပါတယ်အနောက်ဘက်တကားမှာတော့အဆက်ရုပ်သေးယုံကဝိုင်းဖန်တကားတွေကိုပိုက်ပြက်နေတာကိုတွေ့ရပါတယ်ဒါကြောင့်ရန်နန္ဒာစစ်သားတွေထိတ်လန့်ကုန်ကြပါတာသူကတော့ရန်သူတွေတောင်ဘက်တကားကိုဖောက်ထွက်ပါနိုင်ခဲ့တာကြောင့်သူ့တငယ်ချင်းတွေကတော့ရန်သူတွေတောင်ဘက်တကားကိုဖောက်ထွက်နိုင်ခဲ့ဒါကြောင့်စကိုရဲသူရဲကောင်းတွေစုတ်ခွက်သွားတော့မယ်လို့စဒိုးရိမ်နေကြပါတယ်ဘန်ကိုတွေ့တဲ့အခါမှာခံပုံကပြစ်ကြိုက်ပြီးဒီကနေလဲသူ့ကိုတိုက်ဆိုင်စင်ဖို့အမိန့်ပေးပါအားရန်သူ40တော်တွေကပြန်ထိုက်ဖို့ပြင်မဲဆွသူတွေကသူတို့နောက်ကနေရောက်လာပြီးအရှင်ပြစ်လိုက်ပါတယ်ငကားတကောင်ကဘန်စီကိုပြေးဝင်လာတဲ့အခါအဲ့ရကောက်ဝယ်ပေးလိုက်ပါတယ်ရန်နန္ဒာစစ်တပ်ကဘယ်နှရှိမှန်တီးသွားတာကြောင့်သူတို့ရဲ့သူရဲကောင်းအားလုံးကိုအနောက်ဖက်တန်းခါစီကိုစစ်တပ်ကနဟာအနေရရှိမဲ့တီးသွားဒါကြောင့်သူတို့ရဲ့သူရဲကောင်းအားလုံးကိုအနာကောက်ဖက်တကားစီကိုဆေးလွတ်လိုက်ပါတယ်ဒေတာကနောက်ကျလာတာကြောင့်စုပူပေမဲ့ဘရင်ထဒီကိုယ်တိုင်ပါလာတာကိုတွေ့လိုက်ရပါတယ်ဘရင်ကြီးကစကူတာမှာဘာဖြစ်ဘရင်ကြီးကစကိုမှာဘာဖြစ်ခဲ့လဲမေးတဲ့အချိန်မှာကေဖာကနိုင်ရလက်နက်တစ်တွေကိုမရှနိုင်လို့ကြာဆုံးခဲ့ရကရောင်းတဲ့ဝိုင်ဖန်တကားတွေကအနောက်ဖက်တကားစဒီကိုပါရုတ်တက်အာယုံပြောင်းသွားလို့သူတို့တက်ကလွတ်ခဲ့တာပေးထားပါတယ်ဘရင်ကြီးကဒါဟာဘန်ရဲ့စစ်ကူတွေကြောင့်ပြောလာအဲ့တဲ့အခါဂရောကလုံးဝမယုံနိုင်အောင်ဖြစ်သွားပါတယ်ဘရင်ကြီးကဘန်ဟာရွာကိုတိုးတက်အောင်လုပ်ပြီးနဂါးကိုနှိမ့်နှင်းခဲ့လို့ဖွဲ့ရခဲ့တာကိုထက်ပြောပါတယ်ဘရင်ကြီးကဘန်ဟာရွာကိုတိုးတက်အောင်လုပ်ပြီးနဂါးကိုနှိမ့်နှင်းခဲ့လို့ဖွဲ့ရခဲ့တာကိုထက်ပြောပါတယ်ကဲဘာကဘန်ရဲ့ထုတ်လုပ်ရေးပေါ်ကအတုံးမကျတာကြောင့်တောက်တာဟာမဖြစ်နိုင်ဘူးလို့ညှိဆိုနေသေးပါဒါပေမဲ့နန်းရင်ဝင်အာဘာကသူတို့လိမ်မပြောချေအောင်းကိုအတီးပြုတ်ပေးလိုက်ပါတယ်ဒီကံကိုနောက်ထပ်ပါဆက်လုပ်မလဲလို့မေးတော့စကူတံမျိုးကိုပြန်မသိမ်းလိုက်ရင်သူတို့ရွာအတွက်ပါအနေရရှိနိုင်တယ်လို့ဘန်ကသိနေပါဒါပေမဲ့အချစ်မတိုက်ချင်တော့ပါဘူးဘန်ကမဟာမိတ်တွေကိုကူညီဖို့လိုအပ်ကြောင်းသူမကိုရှင်းပြပြီးစိတ်မြင့်ပြင်ကိုလက်နက်တွေထောက်ပံ့ပေးဖို့စိတ်ကူးရောက်သွားပါတယ်သူကပြစ်ခတ်ဆက်တစ်ခုကိုတိဆောက်ပြီးအစင်း20လတောက်ကိုမဟာမိတ်တွေစီကိုပို့ပေးဖို့စီစဉ်ပါဒါပေမဲ့အဲ့ဒီလောက်အများကြီးတည်ယူဖို့ခက်ခဲတာဒါကြောင့်စင်းမြင့်ပြင်ရောက်မှချက်ချင်းတီစောက်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဖင်ကယ်နဲ့တွေ့ပါတယ်ကနကားကိုနှိမ်နေဖို့ဆိုတာသူရဲကောင်းတက်ရန်အလိုက်လိုအပ်တာဖြစ်လို့ဘန်ဘလို့တက်ခဲ့တာလားအဲ့လိုမေးပါတယ်ယုံကြပါဘူးအဲ့ဒီအချိန်မှာအမိတာရောက်လာပြီးဘန်ရဲ့စွမ်းဆောင်းရင်းကိုမျက်မြင်မတွေ့မယုံမှမဟုတ်ဘူးလို့ကဲကိုအဲ့ဒီအချိန်မှာအမိတာရောက်လာပြီးဘန်ရဲ့စွမ်းဆောက်ရေးကိုမျက်မြင်မတွေ့မယူအမှမဟုတ်ဘူးလို့ခဲပါကိုပြောပါတယ်သူမကပန်ကိုမြပြစ်တက်တစ်ခုကိုချက်ချင်းလို့ပြဖို့ပြောတဲ့အခါကအခုသူမအဲ့ဒါထက်ကောင်းတာရှိနေပြီဖြစ်ချေအောင်းနဲ့တင့်တော်တဲ့ဈေးနှုန်းနဲ့ရောင်းပေးနာအာယောင်ပြောပြလိုက်ပါတယ်ဘန်တို့ဟာဘယင်ဒီနဲ့အစည်းအဝေးလုပ်ကြပါတယ်ဘယင်ကြီးကစကိုပြန်သိမ်းရမယ်လို့ဆိုပြီးအာဘာကလဲတာနဲ့လက်နက်တစ်တွေအကြောင်းကိုအားလုံးကိုပြောပြ
ပါတယ်ဘယင်ကြီးကရန်သူ့လက်နက်ကိုပြန်မုတ်ပြန်ထားရင်သူတို့မှာအခွင့်အရေးမရှိဘူးလို့ယူဆနေပါတဲအာဘာကန်ကိုနီးပြီးဝါရှိလာလို့မေးရန်ကဝိုင်းဖန်ကာရီဘုံမကျဲခင်မှာသူတို့ကိုအရင်ဖြစ်ရရမယ်လို့ရှင်းပြပါတယ်တခြားမှုတမရချာမှုမှတ်တွေကဒါဟာရေးစရာကောင်းကဲနီးလို့ထင်နေကြပေမဲ့ဘယင်ကြီးကတော့ဦးယုံကြည်တာကြောင့်ရှေ့တန်းကနေပါဝင်ဖို့တွေအောင်ဆိုပါတယ်ဂေဘာကလည်းဘန်ကတော့တခြားကြောင်းမိတာအာဆုစီကအကူညီမရပဲရွာကိုခက်ခဲတီစောတက်ခဲ့ရတာဖြစ်လို့သူမရှိတုံးရွာတိုက်ခိုက်ခံရမှာစိုးရင်ကြောင်းပြန်ပြောပါတယ်အာဘာကလည်းရနနာနိုင်ငံဟာနယ်စပ်ကနေပြင်အားလုံးကိုတိမ့်ပိုက်ဖို့ကြိုးစားနေတာဖြစ်လို့ကလည်းရနာနိုင်ငံဟာနယ်စပ်ကနေပြည်အားလုံးကိုတိမ့်ပိုက်ဖို့ကြိုးစားနေတာဖြစ်လို့ပန်းရဲရွာဟာလည်းပြစ်မှတ်ဖြစ်နိုင်အောင်တတိပေးပါတယ်နေစားကြီးဖာတီနန်တို့ကဘဲကိုရန်သူ့လက်နက်တစ်ကိုတိုးပြနိုင်မလားလို့မေးပါတယ်ဘန်ကလုံနိုင်ကြောင်းနဲ့မြပစ္စပစ်ခတ်ဆက်တွေကိုချက်ချင်းပြင်ဆင်မယ်လို့ပြောပါတယ်သူ့အဖေကအချိန်မရှိဘူးလို့ပြောနေတော့မှာပဲကတူရဲ့ထုတ်လုပ်ရေးမှန်ကိုတုံးပြီးလက်နက်တွေကိုမျက်စိတမဲ့အတွင်းမှာပဲဖန်တီးပြလိုက်ပါအားအားလုံးကအံ့ဩသွားကြပေမဲ့ပါကတော့အဲ့ဒီလက်နက်တွေကအမိုက်တွေပဲလို့ဆိုပါထင်မကြည့်ပါဘူးဘန်ကအဲ့ဒီပြစ်ခတ်ဆက်တွေကရှေကံမြတန်တွေကိုပြစ်ထုတ်နိုင်တာကြောင့်ငကားတွေကိုပြစ်ချလို့အင်မာဖြစ်ကြောင်းနဲ့ဒါဟာအနံ့ရဖို့အာမခံတာပေမဲ့တိုက်ပွဲဝင်ဖို့အခွင့်အရေးတော့ရစီမှာအဖြစ်ကြောင်းရှင်းပြပါတယ်အဲ့ဒီနောက်မှာတီကန်ကိုလာကြိုပါတယ်အဲ့ဒီကသူမရဲ့အဖေကိုတွေးလိုက်ရပေမဲ့မိသားစုသူကသူမအပေါ်စောစောရောစက္ကန်ခဲ့တာတွေကိုပြန်တိရသွားပါတယ်သူမအဖေကတော့စိတ်အတွက်ပြင်ဆင်နေရလို့အလုံးမှာကြားတဲ့ကြောင့်အားလုံးပြီးမှစကားပြောကြမယ်လားတို့ဆိုပြီးထွက်သွားပါတယ်ဥဆောင်ရမယ်လို့တာဝန်ပေးလိုက်တယ်ဘန်ကအဲ့စိတ်မကောင်းဖြစ်နေတာကိုတတိထားမိလို့သူမကိုအနားယူခိုင်းပြီးတီကိုစောင့်ရှောက်ခိုင်းထားပါတယ်ဥဆောင်ရမယ်လို့တာဝန်ပေးလိုက်ပါတယ်ဘန်ဟာသူ့ရဲ့ထုတ်လုပ်ရေးမော်ဒယ်မဖြစ်နိုင်တာဒါတွေကိုဖြစ်အောင်လုပ်ပြနေပါပြီသူအဖေကတော့အခုအထင်သေးတွေတုံးမှာပဲဝန်ဖန်တကားတွေကိုနှိမ့်နေဖို့အတွက်ပြစ်ခတ်ဆက်တွေကအဓိကကြတာကြောင့်ဒီအော်တို့အမြောက်တဆုကိုကာကွယ်ပေးဖို့ဆန္ဒပြုကြပါတယ်မီတာကတော့ရနန္ဒာစစ်တပ်ကလက်နက်တစ်တွေကိုတုံးပြီးသိမ့်ပိုက်နိုင်ခဲ့တာကြောင့်တက်ကြီးမှကော်ဆီယာရီရဲ့ခစ်ကုံပြီးယူဆနေပေမဲ့ယူနူအလိမ့်မယ်လို့ယုံကြည်နေပါတယ်မီတာကတော့စစ်တပ်ကလက်နက်တစ်တွေကိုတုံးပြီးသူသိမ့်ပိုက်နိုင်ခဲ့တာကြောင့်တက်ကြီးမော်ဆီယာရီရဲ့ခစ်ကုံပြီးတော့ယူဆနေပေမဲ့ပန်ကတော့သူတို့ကိုအနာယူနိုင်လိမ့်မယ်လို့ယုံကဒီနေပါတယ်အားလုံးကစကူကိုပြန်သိမ်းဖို့အစဉ်သင့်ဖြစ်အချိန်မှာကသူ့လူတွေကိုတိုက်စိတ်ဖွင့်ဖို့မိတ်ဘေဘီဘန်ကလည်းသူ့ကိုစီမံကိန်းအတောင်လှုပ်ဆောင်ဖို့မှာကြပါတယ်ရန်သူတက်မှုကမဟာမိတ်တွေဟာအင်အားခွဲပြီးတလိုင်းကိုဖျက်ဆီးဖို့ကြိုးစားနေတယ်လို့ထင်ပြီးလေးတော်တွေကိုပြစ်ခတ်ခိုင်းပါတယ်ဒါပေမဲ့ဒီကဘန်လုပ်ပေးထားတဲ့ဒိုင်းတွေကိုသူအမ်ပီများအားလုံးကိုခုခံလိုက်ရန်သူတက်ကိုအံ့ဩသွားပါတယ်ဒါကြောင့်သူကမော်ဆီယာတွေကိုမော်များတွေနဲ့တိုက်ခိုက်ခံပြန်ပါရတယ်စဉ်းစားတွေကစစ်သားတွေကအဲ့ဒီကိုတောက်ခံဖို့ကြိုးစားနေတော့မှပဲမြေကြီးကရုတ်တက်တုံခါသွားပြီးမြို့တကားကြီးတိုက်ခိုက်ခံနေရတာကိုတန်မိုးတိလိုက်ရပါတယ်ကဲပါနဲ့တခြားတက်ကြီးမော်ဆီယာတွေဟာတကားကိုအပြင်းအတန်တိုက်ခိုက်နေကြတာဖြစ်ပြီးစစ်သားတွေကိုအာယုံလွဲဖို့အတွက်အတုံးချခဲ့တာပဲတက်မိုးတိသွားပါတယ်တန်ကားကြီးကိုဘုံကျဲတလို့ဖောက်ခွဲပစ်လိုက်ရအာဗန်ကိုတိုင်းတောင်သူတို့ရဲ့မော်ဆွမ်းအားကိုအံ့ဩသွားပါတယ်စစ်သားတွေခံတန်တဲ့ကိုဝင်ရောက်လာပြီးရနိုင်ရဲအထူးတရေကောင်းတွေနဲ့ရင်ဆိုင်ကြပါတယ်မီတာကလမ်းရှင်းပေးလိုက်တာကြောင့်အော်တိုထုအစုံစားသူတွေအဖွဲ့ကရန်သူတွေကိုအပြစ်ချင်းနိုင်ခဲ့ပါတယ်တက်မှုကသူတို့ရှုံးတော့မယ်ဆိုတာတက်မှုကသူတို့ရှုံးတော့မယ်ဆိုတာသိသွားတဲ့အခါဝိုင်းဖနာငကားတွေကိုခေါ်ပြီးဘုံကျဲခိုက်ပါတယ်ဒါပေမဲ့ကမုံကပြစ်ခတ်ဆက်တွေကိုအမိန့်ပေးလိုက်တဲ့အခါရှင်တွေခံများတွေကငကားတွေကိုထိမှတ်ပြီးမြေပြင်ပုံကိုပြစ်ကြကုန်ပါတယ်ဒါပေမဲ့ငကားတစ်ကောင်ကတော့အသက်ရှင်နေပြီးတခါဓာနကားတွေထက်ပိုကြီးမားနေတာကိုအားလုံးတတိပြုမိသွားပါတယ်အော်တူနဲ့ကာဆယ်လာတို့ဟာဝင်တိုက်ပေမဲ့ဘာမှမထိုးကြပါဘူးသူတို့ကအဲ့ဒီငကားကိုငြိမ်နေအောင်ပဲလုပ်ခဲ့ဒါဖြစ်ပြီးခံပုံကများပြက်ဆက်နဲ့ပြစ်ခတ်လို့ကတဲ့အခါများတွေကငကားရဲ့တောင်ပံတွေကိုဖော်ကထတ်သွားပါတယ်နောက်ဆုံးမီတာကမီလုံးကြီးနဲ့ပြစ်ပေါက်လို့ကရာငကားကြီးပောက်ကွဲသွားပြီးဒီကပြက်ချင်လိအိုက်ပါတယ်ဝိုင်းဖန်ငကားတွေအကုန်လုံးရှင်ဝိုင်းဖန်ငကားတွေအကုန်လုံးရှင်းလင်းသွားတာကြောင့်စစ်သားတွေကအောက်ပွဲခံကျဲစားကြီးဖာတီနန်တို့ကလည်းဘန်ဟာအလွန်မင်းစွမ်းအားကြီးအတိမတ်ပြုလိအိုက်ပါတယ်ရန်တူတက်မှုကထွက်ပြေးဖို့ကြိုးစားပေမဲ့အော်တိုကဆိုးကတားဆီးလိုက်တာကြောင့်နောက်ဆုံးမှာလန်ဒန်ချလိုက်ရပါတယ်အမကဘာလို့မန်စကားမပြောတာလဲလို့မေးပါတယ်ကသူ့ရဲ့ယုံကြဒီချက်တွေမှာယွင်းခဲ့တာကိုဝန်ခံလိုက်ပါတယ်30ကိုတပြိုင်တက်တိုက်ခိုက်ဖို့စီစီတာကြတောင်းတရပါတယ်အဲ့ဒီနေရာတွေကတော့ school မြို့နယ်နောက်ဆုံးပြမကတော့ဒိုနမဲပဲဖြစ်ပါတယ်ဒါဟာရက်နေရက်ဖြစ်တာကြောင့်သူမကအရန်ဆိုးကြီးအန်သွားပြီးအိမ်ကိုပြန်ကျင်တယ်လို့ဗန်ကိုပြဟောပါတယ်ဘန်ကအနေအများတို့ဒါပေမဲ့သူမကတော့ဒါဟာသူမပါမိသားစုပြီးဖြစ်တာကြောင့်ကိုယ်တိုင်သွားချင်တယ်လို့အတင်းပြောပါတယ်ဘန်ကသူမကိုကူညီကြည့်ပေမဲ့သူကိုတို့အင်လိုက်သွားရင်အဖေကနေမီရှင်တယောက်အနေနဲ့အမျက်နှာပြမှာကိုစိုးရိမ်တာကြောင့်အော်သူနဲ့ကြံတဲ့သူတွေကိုသူမနဲ့အတူထည့်ပေးလိုက်ပါအားဘုံကျဲနေတာကိုမြင်ပြီးသူမရဲ့မိခင်တွေ့ရအန်စိုးရိမ်သွားပါတယ်အောင်သူကသူတို့အုပ်ဖွဲ့ကိုဥဆောင်ပြီးတို့ကအပွဲအောင်သူကသူတို့အုပ်ကိုဥဆောင်ပြီးတို့ကအပွဲကိုအပြောင်းလဲလုပ်ဖို့ပြင်ပေမဲ့အဲ့ဒီကတော့စစ်တပ်ကိုမောင်းထုတ်မဲ့သူဟာဖာတီနန်တီသူမိသားစုဝင်တယောက်ပဲဖြစ်ရမယ်လို့ပြအသားဆုံးဖြတ်လိုက်ပါတယ်မြို့မှာတော့အဆက်မိခင်နဲ့ညီမဖြစ်သူတို့ကခြေနေကိုကြည့်ပြီးမျောလင်းချက်ကုံဆုံးနေကြပါတယ်သူတို့ဟာရန်သူ့လက်ထဲမှာအဆက်ရမဲ့စာမြင်မှာတက်တဲ့မူးမတ်တွေပေးပြီးကိုအဆုံးစီရင်တွေစဉ်းစားနေကြတာပါတစ်ဖက်မှာလည်းရနာတွေကသူတို့နိုင်ပြီးတော့ယုံကြည်ပြီးပျော်နေကြပါတယ်ဒါပေမဲ့ရုတ်တရက်ဝိုင်းဖန်တကားတကောင်ကောအကင်ဘော်ကပြုတ်ကျလာပါတယ်အရှိကသူမရဲ့ရုပ်သေးကိုတုံးပြီးရန်သူတွေကိုအပြက်ရှိနေတာပါသူတို့တွေတီနန်တို့ရဲ့အလံကိုတွတ်ထုလိုက်တယ်အခါသူတို့တွေတန်ရဲကောင်းတွေကသူတို့စီကိုဘူတီတိုက်ခိုက်လာပါတယ်အရှိကရှေ့ဆုံးကနေရုပ်သိမ်းရုံနဲ့ရန်သူတွေကိုပိုင်းဖြစ်နေပြီးအော်တိုတိုးကနောက်ကနာအကူညီပေးပါတယ်တိုက်ပွဲအတွင်းမှာအဆက်ရုပ်သိမ်းရုံကလာကတပတ်ပြတ်သွားပေမဲ့သူမကတော့အားမလျှော့ပဲရနာသူတွေကိုအ ਨੇ ထိုးလိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဝိုင်းဖန်တကားတွေအုပ်စုလိအရောက်လာပြီးရုပ်သေးချုပ်ကိုဝိုင်းတိုက်ကြပါတယ်အရှာအခက်တွေ့နေတော့မဲ့ဒုတိယမြောက်ရုပ်တိအရုပ်တစ်ခုထပ်မံထွက်ပေါ်လာပါတယ်အော်သူကအရှာရုပ်သေးရုံနှစ်ခုကိုတပြိုအင်းနဲ့ထိန်းချုပ်နိုင်တာကိုကြည့်ပြီးမြဘုံနိုင်အောင်ဖြစ်နေပါတယ်
အရှင်ကသူမကိုသူမအတုံးမကျတဲ့သူလို့ထင်ခဲ့ပြီးဒီမော်ပညာကိုဘသူရှိမှမတုံးတော့ဘူးလို့ဆိုအဲ့ဒီဟာအရင်ကသူမကိုသူမအတုံးမကျတာအဲ့သူတို့ထင်ခဲ့ပြီးဒီပညာကိုဘသူရှိမှတမတုံးတော့ဘူးလို့ဆုံးဖြတ်ခဲ့ဘူးပါတယ်ဒါပေမဲ့ဗန်ရက်ကူညီမှုနဲ့အားပေးမှုတွေကြောင့်သူမဟာကိုကိုပြန်လဲယုံကြည်လာခဲ့တာပါနောက်ဆုံးမှာတော့အဲ့ဒီကွိုင်ဖန်တကားအားလုံးကိုသူမတယောက်တည်းနဲ့အပြည့်ရှင်းပြနိုင်ကအဲ့ပါတယ်ရနန္ဒာတန်မိုးကမယုံနိုင်ပဲစစ်တပ်ကိုဆုံးခွာဖို့အမေပေးလိုက်ရပါတယ်မိခင်ကသူတို့ကိုဘသူကဲတာလဲလို့သိချင်နေတာဘုံနယ်စာကြီးဖာတီနန်တို့ရောက်လာပြီးတကယ်တင်ခဲ့တာဖြစ်ကြောင်းကိုပြောပြပါတယ်သူတို့ဟာအကိုအရင်ကဆိုလို့ဆက်ဆံခဲ့တာတော့တီကိုနှောင်ထားရသွားကြပါတယ်ကာဆာလာကအချကိုမိဘတွေစီသွားတွေ့မလားလို့မှမေးပေမဲ့အရှာကတော့သူမရဲ့မိခင်ကသူကမိဘတွေစီသွားတွေ့မလားလို့မေးပေမဲ့အရှာသူမရဲ့မိခငင်ကသူမရဲ့ရုပ်သေးမှုကိုအယမ်းခဲ့တာကိုတတိယသွားပြီးမတွေ့ပဲပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့တွေဘန်ကအက်ကိုဝမ်းသာအရာကြိုးဆိုပါတယ်အက်ကသူမဟာယုံကြည်မှုအပြည့်နဲ့အမေမပေးနိုင်ခဲ့တာကိုစတိတ်မကောင်းဖြစ်နေပေမဲ့ညှို့လှုပ်ဆောင်နိုင်ခဲ့တာဖြစ်ကြောင်းချီးကျူးပြီးအိမ်ပြန်လာတာကြိုးဆိုပါတယ်လို့နွေးနွေးထွေးပြောလိုက်ပါတာဒဲဇလန်ရဲ့အဆုံးမှာတော့ဘန်ဟာမျိုးလေးကူသူထက်မှန်အစ်စ်မြင့်တင်လိုက်ပြီးအဆောက်ဦးတင်တွေနဲ့အရန်ကိုစီကာနေတာကိုတွေ့ရပါတယ်ဖေဖျသူ့ရဲ့နှင်ထုတ်ခြင်းကိုခံခဲ့ရပေမဲ့အဲ့ဒီအတွက်ကြောင့်အခုလိုတွေ့ကြုံကောင်းတွေရခဲ့ဒါဖြစ်ပြီးထူးခြားတဲ့လူတွေနဲ့ဆုံတွေ့ခွင့်